တခုဝါဇိုလပြည့်နေပေကူတိုင်းပေကူမြို့ဥဒ္ဒါမြို့သစ်ချမ်းမြေရိပ်မြိုင်ကျောင်းတိုက်အတွင်းသို့ဥပုသ္တရင်သီလကျင့်သုံးခံယူဆောက်တည်ရန်ရောက်ရှိလာကြကုန်သောဥပုသ္တရင်သည်ပေါင်းတို့အားဓမ္မဒါနအမတဒါနအနေအားဖြင့်ပေးလူဟောကြားအပ်သည်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီး၏အပြင်အောင်ခြင်း၈ပါးတရားတော်အောင်ခြင်း၈ပါးတရားတော်ကိုဘုန်းကြီးတို့ဥပုဒ္ဒပတ်လင်တစ်ချိန်ညတစ်ချိန်ကြဖြင့်ခေါ်ပြီးတော့ဓမ္မဒါနအမတဒါနပေးလူမှာဖြစ်ပါတယ်တရားတို့အောင်ခြင်း၈ပါးဓမ္မကတာဒေသနာမောဇာတိမိမနာဇာတိမိမတရားပိုင်ရှင်ဖြစ်တော်မူတဲ့ဘုန်းတော်၆ပါးသခင်သဗ္ဗညုဘုရားရှင်ကိုရောမြတ်ကြီးကိုရိုသေစွာလှုပ်ချီးမိုးရှိခိုး၍ဓမ္မသဘင်စတင်ဖွင့်ရအောင်အလုံးပရိသတ်ပေါင်းသူတော်ကောင်းတို့ကလှုပ်ချီးပြီးတော့ဘုရားရှင်ကိုရောမြတ်ရဲ့ဂုဏ်တွေကိုအာယုံပြုနေပါဘုရင်ကဓမ္မသနပလင်ဌာနကနေပြီးတော့ဘုရားရှင်ကိုရောမြတ်အားခြေကျိုးကိုရောပူဇော်အပ်တဲ့နမကာရဘုရားရှင်ကိုဖြင့်ဘုရားရှင်ကိုပူဇော်၍ဓမ္မသဘင်စတင်ပွင့်ရအောင်မာရံရခံကရံသောရံစိတ်သမနိဝစသစ္စကံနာဂံပကံဇီနောဇီနိဟောတုမေဇယမင်္ဂလံမာရံရခံကရံသောရံစိတ်သမနိဝစသစ္စကံနာဂံပကံဇီနောဇီနိဟောတုမေဇယမင်္ဂလံဇီနောအောင်တို့တကားတို့၏အထွတ်တမို့အုပ်ဆောင်ဘုံခေါင်ဘုံများရှင်တော်များဘုရားသည်မာရင်စာဂိရိမေခလာရှင်မဟာကိုလင်းသောတက်စီပလင်ကြီးဝဲလေကြီးမိုးကြီးပြဘူးမင်းနဲ့မောင်ကြီးတတံဒါလမကျွင်းပြက်ကခွင့်လျက်အချင်းသိတ္တပလင်မြတ်မှအမြန်ထလောစိတ်မြညိုလွင်ဘောဓိမင်းနှင့်ပလင်တော်ကထေရှားပင်သင်္ဃမဆိုင်ငါသာပိုင်ဟုဆွဲကြိုင်လက်နဲ့ရဲစင်းမဲ့ဖြင့်အောက်ထဲဝန်းရန်သောညာအောင်အသံဟေကျွေးမရင်ကျေးသည်ယံပေတသိမာနမင်းကို၎င်းယခင်စာဒါမောလံမောမိကြီးမိုးကိုရွာပြိုးသွန်းချရံမိကြသောဒေါသပြင်းထန်ငါဗိမာန်မှာအမြန်ထွက်သွားနေအာသည်တရားကင်းกว่าကြံကြုတ်စွာသာအာလာဝကဒေသထံပြင်းဘလူးမင်းကို၎င်းကစင်စာအစွဲထက်ချွန်အရဲ့မွန်လျက်ရှင်ချစ်တဲ့နင်းသုံးလူမင်းကိုအတေအကြဝိညာဉ်ပြအောင်ထိုးသအငါတမိလာသာတောင်ရှိနီနီနာလာဂီတိလို့ခေါ်တဲ့စေမြောင်ကြီးကို၎င်းသောရင်စာတောင်ဤပင်ခရီးဝေးကွာသုံးယူသနာကိုလင်စွာပြေးစွမ်းတော်မြိုင်တန်းကလူဖန်းလက်ဖြသိအောင်တတ်၍နန်းရကကြောမွေမေတော်ကိုမြင်သောစိုက်ဓာဖြင့်လိုက်၍မကိုက်ထွတ်တင်ဘုရားရှင်ကိုအတေရှောင်းဝေးဘဲကြောင့်ပြေဟုဒါရီပြကတမီလာသည့်အင်္ဂုလိခေါ်သခိုးကျော်ကို၎င်းစိန်စမနိစာအလွန်ကောင်းကျင်ဒိဋ္ဌိညစ်တို့အပြည့်ရှားကြံမကောင်းဉာဏ်ဖြင့်စီမံဆုံးဖြတ်စေလွတ်လာ၍ပရိသတ်ထဲအရှက်ကွဲအောင်ဆွဲတတ်စွာစိတ်ဓမ္မဟုသင်ညာဟောထုတ်မိမယုတ်ကြီးကို၎င်းတစ္ဆကင်းစာမစင်မပြူဒိဋ္ဌိယူဖြင့်မြည်သူကိုမြမမချပဲဝါဒချင်းပြ၏သူကပိုင်အောင်အနိုင်လွန်မှုအယူဆိုသည့်ဒိဋ္ဌိမျိုးမိုက်တစ္ဆကပရပိုက်ကို၎င်းနာကင်စာဒေါသလွှမ်းမှုမျက်စောင်းထိုးကအယိုကြည်မွဖွဲပြကြသောတေသထံပြင်းနန္ဒောပနန္ဒအမည်ရှိတဲ့
နဂါမင်းကြီးကို၎င်းဘဂင်စာဉာဏ်မြင်ကင်းกว่าအတ္တသာဟုမိစ္ဆာလွှမ်းမိုးအယူဆိုသည့်တကူအယောင်ထိန်ပြောင်ကြီးညီပကဗြဟ္မာကြီးကို၎င်းအာဇိနီဒိဋ္ဌိကိုချဒေါသကိုပယ်မန်းစွဲကိုချိုးသရာဖြိုး၍ရှ စ်ခုဒုက္ခပြားပြားကြောင်းဆုံးမသွန်သင်အောင်ပွဲတော်ဆင်ခဲ့လေပြီဧဒေနသစ္စာဝဇေနဤသို့ဘုရားရှိများဖြင့်ဘုံခုံကျေးဇူးကုန်ကိုယုံကြည်မရွေးနှလုံးသွင်းလျက်အောင်ခြင်းရှိချက်ကုန်တော်နဲ့ကိုနှုံးမြေပေါ်ကြာသစ္စာစကားကြောင့်မေဘုရားတပည့်တော်အားဒေတုံမကံသောတာတအိန္ဒရာစိတ်၍ကျင်ကျင်ညွနုဓမ္မယုံပလင်ဥသို့ရွှေမျိုးတရာဆိုက်ရောက်လာကြသည့်သင်တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့အားဇယမင်္ဂလံအောင်အတိတ်နှင့်အောင်နမိတ်ဝေဖြာအောင်တေဇာပေါင်းသည်ဟာတုစင်စင်မသွေဖြစ်တော်မူပါစေတည်းဆိုလိုက်ပါရှေးရမျက်နာဒေတာများကနေကြညာတဲ့မြတ်တတဝါကိုယ်စိတ်နဲ့ဖြာကြည်သာလန်းလို့တိတာစံတို့ဘုံဗမာဆေးရဲဆိုတာပဲခါမရှိတဗ္ဗဒုက္ခိတာအိစီတံလိုရာပြေဝစွာအောင်တပြင်းညောင်ရီလောင်းလို့သုတောင်းအခါကတပြေနုရွယ်အဝါဇေယတုတဗ္ဗမင်္ဂလာအနောက်ရမျက်နာဒေတာများကနေကြညာတဲ့မြတ်တဝါကိုယ်စိတ်နဲ့ဖြာကြည်သာလန်းလို့တိတာစံတို့ဘုံဗမာဆေးရဲဆိုတာပဲခါမရှိတဗ္ဗဒုက္ခိတာအိစီတံလိုရာပြေဝစွာအောင်တပြင်းညောင်ရီလောင်းလို့သုတောင်းအခါကတပြေနုရွယ်အဝါဇေယတုတဗ္ဗမင်္ဂလာတောင်ရမျက်နာဒေတာများကနေကြညာတဲ့မြတ်တဝါကိုယ်စိတ်နဲ့ဖြာကြည်သာလန်းလို့တိတာစံတို့ဘုံဗမာဆေးရဲဆိုတာပဲခါမရှိတဗ္ဗဒုက္ခိတာအိစီတံလိုရာပြေဝစွာအောင်တပြင်းညောင်ရီလောင်းလို့သုတောင်းအခါကတပြေနုရွယ်အဝါဇေယတုတဗ္ဗမင်္ဂလာမြောက်အရာမျက်နာဒေတာများကနေကြညာတဲ့မြတ်တဝါကိုယ်စိတ်နဲ့ဖြာကြည်သာလန်းလို့တိတာစံတို့ဘုံဗမာဆေးရဲဆိုတာပဲခါမရှိတဗ္ဗဒုက္ခိတာအိစီတံလိုရာပြေဝစွာအောင်တပြင်းညောင်ရီလောင်းလို့သုတောင်းအခါက
သပြေနုယအဝါဇေယတုတပ္ပမင်္ဂလာသဗ္ဗိတိယဝုဝဇန္တုသောကရောဂဝိနာတတုမာတေဘဝန္တန္တရာယသုခိတိကယုကောဘဝသဗ္ဗိတိယလုံးစုံသောဘေးဥပယောဂအန္တရာယ်ဟုသမျှပေါင်းတို့သည်ဝိဝေဇန္တုဆောင်လွယ်ပြောက်ပြကြပါစေကုန်သောကောသသောကတရားတိ၎င်းရောဂောသကအနာယောဂတိ၎င်းဝိနာတတုပြောက်ပြပါစေအန္တရာယအန္တရာယ်ပေါင်းတို့သည်မဘွန်တုမကြမရောက်ကြပါစေကုန်လေဒုက္ခိဒုက္ခိတာကိုစိတ်နှဖျားကြမ်းမှချမ်းသာဝမ်းသာကြကုန်သည်ဖြစ်၍ဒီကာယုကတက်ရတံကိုကြော်လန်းနိုင်ကြကုန်သည်ဘဝတုဘဝန္တုကောင်းစွာမဲ့သွေဖြစ်နိုင်ကြပါစေကုန်သတည်းမေတ္တာအာဇိတမေတ္တာပဋ္ဌာနာများပြုပြီးတော့ဒီနေ့ဘုန်းကြီးတို့ဓမ္မသဘင်ကိုစတင်ပြီးတော့ပွဲပါတယ်လက်အုပ်ကလေးတွေအောက်ချထားပြီးတော့ကိုရည်ချေထိုင်နေမဲ့ဣရိယာပုဂ္ဂိုလ်ပြင်ပြောင်းထိုင်လို့မြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့အပြင်အောင်ခြင်းနံပါတ်1ဖြစ်တော်မူတဲ့မာနသားအောင်တော်မူကံတရားဘုန်းကြီးတို့မြေတိုင်စတင်ပြီးတော့နာကြားကြည့်ကြရအောင်လို့တရား3ခုကဆုံလာပြည့်နေ့တရား3ခုကဆုံလာပြည့်နေ့ညနေဆောင်ပေါ့ဘုန်းကြီးတို့ဗုဒ္ဓဘာသာတွေသိနေတာကမြတ်စွာဘုရားဟာကဆုံလာပြည့်နေ့မှာဘုရားဖြစ်ကိုရောက်တယ်လို့ဒီလိုသိတယ်ကဆုံလာပြည့်နေ့ညနေဆောင်ဘုန်းကြီးတို့သာသနာတော်ရဲ့ထုံးတမ်းစင်လာလေးကိုဘုန်းကြီးနည်းနည်းလေးပြောမယ်ဘုန်းကြီးတို့သာသနာတော်ရဲ့ထုံးတမ်းစင်လာကအာယုန်တက်ကိုပဲယူတယ်အာယုန်တက်သွားရင်ဒါတနေ့ကူးတယ်လို့ဒီလိုသုံးတယ်ဒီနေ့ခေတ်ကတော့ဘယ်လိုသုံးလဲည12နာရီကိုဘက်ကိုတနေ့ကူးတယ်အဲ့ဒီမှာလွဲနေတယ်အလွဲရအဲ့ကဆုံလာပြည့်နေ့ဗုဒ္ဓနေ့ကဆုံလာပြည့်နေ့ဗုဒ္ဓနေ့ဆိုတော့ကဆုံလာပြည့်နေ့ညနေကြောင်းထီအောင်ဘုရားမဖြစ်သေးဘူးအလောင်းတော်ဘဝပဲရှိသေးတယ်ကဆုံလာပြည့်နေ့ညနေထီအောင်ဘုရားမဖြစ်သေးဘူးသို့တော့ဘုန်းကြီးတို့ကိုတော့ကယူတဲ့အယူကကိုတော့ကယူတဲ့နိုင်တတ်မှချက်ကဆုံလာပြည့်နေ့အာယုန်တက်ပြီးမှကဆုံလာပြည့်ကျော်တရားနေ့ကိုကူးတယ်ဘုန်းကြီးတို့ဒီနေ့မှတ်နေတာက12နာရီနောက်ပိုင်းဆိုလို့ရှိရင်ဆိုကြပါတော့ဒီနေ့ဒါဝါဒလာပြည့်နေ့ဆိုလို့ရှိရင်ဝါဒလာပြည့်နေ့ည12နာရီခွဲပြီး12နာရီကျော်သွားတာနဲ့ဟိုဘက်ကဝါဒလာပြည့်ကျော်တရေလို့ဒါကလောကလူတွေကသတ်မှတ်တာဘုန်းကြီးတို့သာသနာတော်နီးနဲ့သတ်မှတ်တာကအခုကဆုံဒီဝါဒလာပြည့်နေ့ညဟာ12နာရီလဲဝါဒလာပြည့်နေ့ညပဲတစ်ချက်လဲဝါဒလာပြည့်နေ့ညပဲည2နာရီလဲဝါဒလာပြည့်နေ့ညပဲ3နာရီလဲဝါဒလာပြည့်နေ့ညပဲ4နာရီခွဲဆိုမှ4နာရီခွဲပြီးခိုးဘက်ကိုမှဝါဒလာပြည့်ကျော်တရက်နေ့လို့ဘုန်းကြီးတို့ကတရက်နေ့ကိုဝင်တယ်လို့အဲ့လိုသတ်မှတ်တာဒီနေ့လူတွေသတ်မှတ်နေတာက12နာရီနောက်ပိုင်းည12နာရီခိုးဘက်ဆိုရင်တော့ကိုယ်ပဲကူးပြီလို့ဒီလိုတွက်တယ်အထူးသဖြင့်တော့ဘုန်းကြီးတို့လူတွေပါနေသေးတဲ့အခါအာသုဘရက်တွက်ရင်အဲ့လိုတွက်ကြတာပဲ12နာရီည10နာရီတို့ဆိုတာဟိုဘက်ကတရက်ရတယ်မမဟိုဘက်ကတရက်ကဘာမှမရှိဆိုကြပါစို့ည7နာရီမှဆုံးတယ်ဆိုလို့ရှိရင်အဲ့ဒါဟိုဘက်ကတရက်ရသွားတာတနာရီနဲ့တရက်ရသွားတာအဲ့လူတွေတွက်တဲ့အတွက်ဘုန်းကြီးတို့သာသနာတော်တနည်းကတော့အဲ့လိုမတွက်ဘူးအာယုံတက်ပြီးမှဆိုတရက်တွက်တယ်အဲ့တော့ကဆုံလာပြည့်နေ့ကမကုန်သေးဘူးကဆုံလာပြည့်နေ့ညနေရမ်းအချိန်ပေါ့ဘုန်းကြီးတို့များစွာဘုရားအလောင်းတော်သိတ္တထမင်းသားဟာအဲ့ဒါဘောဓိပင်ကြီးကိုကြွားလာဘယ်ကနေကြွားလာတော့ဆိုနေတဲ့သရမြစ်ကနေများစွာဘုရားအလောင်းတော်ကြွားလာကြွားလာတော့အဲ့ဒီမှာလမ်းထဲမှာဘယ်သူနဲ့တွေ့တုံးလို့ဆိုတော့သုတ္ထိယလို့ခေါ်တဲ့နွားစာတွေမြင်းစာတွေရိတ်ရောက်နေတဲ့မြတ်ထမ်းသမားနဲ့တွေ့တယ်အဲ့ဒီမြတ်ထမ်းတဲ့သုတ္ထိယကလားကမြတ်ထုံလေးထမ်းပြီးတော့သူကလည်းညနေဆောင်တော့သူမြက်တွေပါတွေတုတ်နဲ့ရိတ်ပြီးတော့ပြန်လာတာအဲ့ဒါလူဆိုလို့အဲ့ဒီသုတ္ထိယလို့ခေါ်တဲ့အဲ့ဒီမြတ်ထမ်းသမားကလားနဲ့တွေ့တော့အဲ့ဒါမြတ်စွာဘုရားသူကြည့်တယ်ဘုရားအလောင်းတော်ကိုကြည့်တယ်အိမ်ကြီးတဲကောင်းပါလားသွားတာလာတာနေတာထိုင်တာငါသူ့ကတခုခုပေးခြင်းနေမပေးတာပဲလူတယ်ဆိုတဲ့ဒါနတွေပဲဘယ်သိအောင်မလဲဘုရားမှပွင့်သေးပဲနဲ့ငါသူ့ကိုတခုခုပေးခြင်းနေအဲ့ငါရှိမှပါလေငါရှိမှမြက်တွေပဲပါတယ်အဲ့ဒါသူ့ကိုငါမြက်ပေးမယ်သူကသူဘာလို့လှုပ်ရှင်တာလှုပ်ဆိုပြီးတော့အဲ့ဒါသုတ္ထိယလို့ခေါ်တဲ့မြတ်ထမ်းသမားကလားကသူ့အိတ်ထဲကထုတ်ပြီးတော့ဗာလဲမြက်အများကြီးမပေါ်ပြီးတဲ့အတိုင်းမြက်လေးရှစ်ဆုပ်တယ်မြက်လေးဆုပ်ပြီးရော့ကိုတော့တဆုပ်ရော့ကိုတော့တဆုပ်နဲ့မြက်လေးရှစ်ဆုပ်လက်ထက်ထည့်ပြီးတယ်အဲ့ဒီမြက်လေးရှစ်ဆုပ်လက်ထက်ထည့်ပြီးတော့အဲ့ဒီမြက်ရှစ်ဆုပ်ကိုယူပြီးတော့
ဘုရားလောင်းတော်သိတ္တရမင်းသားကဘယ်ကိုလာလဲဗောဓိပင်ကြီးရှိကိုလာတာအဲ့ဒီဗောဓိပင်ရောက်တဲ့အခါကျတော့ဗောဓိပင်မှာငါထိုင်တရားအခင်းမပါဘူးအဲ့တော့ဘာလို့မဒီမြက်ခင်းပြီးတော့ထိုင်မယ်ဆိုပြီးတော့ဘုရားလောင်းတော်သိတ္တရမင်းသားကအဲ့ဒီမျက်ရှိစုပ်ကိုကင်ပြီးတော့အဲ့ဒီဗောဓိပင်ရင်းမှာမျက်တွေကိုဖြန့်ချလိုက်တာအခင်းဖြစ်နေနေကထိုင်ပေါ့ဒီနေ့ကိစ္စကားနဲ့ပြောရင်တော့အဲ့ဒါဖြန့်ချလိုက်တာစိတ်ထဲကလည်းဒိဋ္ဌံလိုက်တယ်ငါဒီနေရာမှာတရားအထုတ်မလို့လာတာအဲ့ဒါဒီနေရာမှာငါအတွက်ထိုင်တရားတစ်ခုပေါ်ပါစေဆိုပြီးတော့အဲ့လိုဒိဋ္ဌံပြီးတော့အဲ့ဒါကျဲချလိုက်တဲ့အခါမှာအပရာဇိတရွှေပလင်တဲ့ဒါကလည်းမြေကြီးခွဲပြီးတော့ပလင်ကြီးဝါကနေဆိုပေါ်တက်လာတာအပရာဇိတလို့ခေါ်တဲ့ရွှေပလင်ကြီးပေါ်လာတယ်အဲ့ဒီမျက်ခြေစုပ်ကိုအကြောင်းပြုပြီးတော့ဘုရားသစ္စာဒိဋ္ဌံဆိုတာအဲ့ဘုန်းကြီးတို့ဒီဘုရားနေကသာတင်တဲ့အခမ်းအနားတွေမှာဘုရားနေကသာတင်တဲ့အိမ်တွေမှာဟဲ့နေသာမြက်ကလေးထက်နေသာမြက်ကလေးကိုးစီးထက်နေသာမြက်ကလေးကိုးစီးထက်ဆိုတာဓမ္မကြီးလာလာရောက်တယ်ဘုရားနေကသာတင်ဘာတွေလုပ်အောင်လဲဘုရားအဲ့ဒီနေသာမြက်ကလေးထက်နေသာမြက်ကလေးထက်ဆိုတာအဲ့နေသာဆိုတာမြတ်စွာဘုရားဗောဓိပင်ကြီးမှာနေကထိုင်အဖြစ်နဲ့ပြိတ္တကြီးသုံးသွားတဲ့သုတိယလို့ခေါ်တဲ့မြတ်ထမ်းသမားလှူတဲ့မြက်ကိုအာယုံပြုပြီးတော့အဲ့ဒါထဲ့တာပါပဲနေသာမြက်ထဲ့တယ်ဆိုတာကတော့အဲ့ဒါထဲ့တာရနေတာနေအဲ့ဒါပါတယ်အဲ့ဒီအပရာဇိတရွှေပလင်ကြီးပေါ်လာတော့ထိုရွှေပလင်ထဲမှာဗုဒ္ဓရှင်တော်မြတ်ဘုရားအလောင်းတော်သိတ္တရမင်းသားကြီးသတင်းသုံးပြီးတော့အဲ့ဒီမှာဘုရင်သားကြီးပြောတယ်ငါဒီအရေးမြတာကျွမ်းကြံပါစေငါခန္ဓာကိုယ်မှာအရေးတွေပဲကြံပါသေးတော့နောက်တကငါခန္ဓာကိုယ်မှာအကျော်တွေပဲကြံပါသေးတော့နောက်တကငါခန္ဓာကိုယ်မှာအယိုးတွေပဲကြံပါသေးတော့နောက်တကငါခန္ဓာကိုယ်မှာသွေးသားများပင်ခန်းချောက်သွားပါသေးတော့ဘုရားမဖြစ်သမျှတရားမှတ်တော့မယ်တရားမှတ်လို့အရေးပေါ့အရေးလေးတွေပဲကြံတော့မယ်ဘောကအရေးတို့အရေးပါတာအရေးလေးတွေပဲကြံတော့အသားတွေအကျော်တွေအယိုးတွေအသွေးတွေသားတွေခန်းချောက်သွားပါသေးငါချစ်မယ်လို့ဆိုပြီးတော့ဘုရားလောင်းတော့ဆုံးဖြတ်ခြင်းရှကိုင်ဆိုလိုက်ပါဘုရားတဲ့အရေးမြသာကြံပါသည်ဖယားဖြစ်အောင်ကျင့်မယ်လေအကျော်မြသာကြံပါစေဖယားဖြစ်အောင်ကျင့်မယ်လေအယိုးမြသာကြံပါစေဖယားဖြစ်အောင်ကျင့်မယ်လေသွေးသားများပါခန်းစီပါငါမှကျင့်မယ်လေအဲ့ဒါဘုရားလုံးတော်ကြီးအပရာဇိတပလင်မော်တက်ပြီးတော့အဲ့ဒီလိုစိတ်ထဲမှာဆုံးဖြတ်ခြင်းချနေရာချစ်တမလင်ခွေခါကလေးဖြောင်းဖြောင်းထားပေါ့ဗျာအလောင်းတော်သူတရားစအားထုတ်တော်မှာဟုတ်အဲ့ဒီချိန်မှာဘိသယဟာဗုဒ္ဓလောင်းတော်အပရာဇိတရွှေပလင်ဗောဓိပင်အောက်ရောက်ပြီမနေ့မိုးတော့အလင်းရောက်လို့ရှိရင်ဘုရားဖြစ်တော့မယ်လို့စัจ java လာတိုက်တဲ့တောင်းကနတ်မြမာတွေသိတဲ့အခါကျတော့အဦးဆုံးရောက်လာတာဘယ်သူတော့ဆိုတရားမင်းကြီးတဲ့ပြည်သားတရားမင်းကြီးကနတ်ပြည်ကနေကမ္မကရပြေးဆင်းလာသူ့လက်ထဲမှာအတောင်120ရှိတဲ့ဝိဇယုတ်တရလို့ခေါ်တဲ့ခရုသိန်းကြီးဝိဇယုတ်တရလို့ခေါ်တဲ့ခရုသိန်းကြီးအတောင်120ရှိတယ်အဲ့ဒီခရုသိန်းကြီးထမ်းပြီးတော့တရားမင်းကြီးကအဦးဆုံးပြေးလာတာသူကဒါဘုရားဖြစ်လို့ရှိရင်ခရုသိန်းမှုတ်ပြီးတော့သူကကောင်းချီးပေးမလို့အဲ့ဒီတရားမင်းကြီးရဲ့ဒီခရုသိန်းကြီးကဝိဇယုတ်တရလို့အမည်ရှိတဲ့ခရုသိန်းကြီးကတစ်ချိန်မှုတ်ထားလို့ရှိရင်4လကြာမှအတန်ဆဲတယ်လို့တစ်ချိန်မှုတ်ထားလို့ရှိရင်အဲ့မှုတ်ထားတဲ့အတန်4လနေမှဆဲတယ်ဝိဇယုတ်တရခရုသိန်းကြီးရဲ့တတ္တိကအဲ့ဒါတရားမင်းလည်းရောက်လာတော့နောက်ကနေဘယ်သူရောက်လာလဲပင်စတိခနတ်သားပင်စတိခနတ်သားပင်စတိခပင်စဆိုတာငါတိခဆိုတာရောင်တုံးငါးတုံးထုံးလာတဲ့နတ်သားပင်စတိခနတ်သားဆိုတာအဲ့ဒီနတ်သားရဲ့ခေါင်းပေါ်မှာရောင်တုံးသေးသေးလေး5ခုရှိတယ်ရောင်တုံး5ခုရှိသောနတ်သားကိုပင်စတိခနတ်သားလို့ခေါ်တယ်အဲ့ဒီပင်စတိခနတ်သားကလည်းဟာတရားမင်းကြီးဖြူသိမ်းပိုက်ပြီးတော့ပြေးတယ်ဘယ်သွားပါလဲဆိုသူကနောက်ကလိုက်ချောင်းတော့ဟောဗောဓိပင်ကြီးလာဟန်ကလည်းမဖြစ်ဘူးလိုက်သွားမှဆိုသူကလည်းကမန်းကရံဘေလူဝလို့ခေါ်တဲ့စောင်းကြီးကိုဆွဲပြီးတော့လာဘေလူဝဆောင်းတဲ့စောင်းနာမဲကအခုဘုန်းကြီးတို့ဘာလို့ဟောဟာသလူရှင်တော့ဘေလူတယ်မလားသူရဲ့စောင်းဟာအုတ်ချီတီမဲ့အစင်းကဲ့သို့ဆိုရွှေရောင်တောက်နေပါဘူးအဲ့ဒါရွှေစောင်းကြီးပိုက်ပြီးတော့ပစ္စတိကနတ်သားကလည်းပဲအဲ့ဒါဆင်းလာဟာပစ္စတိကနတ်သားဆောင်းဆွဲပြီးတော့ပြေးတယ်ဘယ်သူဘယ်သွားပါလဲဆိုပြီးတော့သူ့ယာမနတ်မင်းကြီးကလိုက်ဆောင်းတာနောက်ကနေဗောဓိပင်အောက်မှာဘုရားလောင်းတော်သိတ္တရမင်းသားမနဲ့အာယုန်တက်ချိန်ဘုရားဖြစ်တော်မူတော့မှာပဲ
ငါလည်းမိရဆွဲသွားမှာဆိုတော့အဲ့ဒါသူ့ရမနမင်းကြီးကဘာဆွဲတာတော့ဆိုတော့သာမီရက်ကြီးထမ်းပြီးတော့ကမန်းကတော့ဘောဓိပင်ကိုပြေးလာတယ်တဲ့သာမီရဆိုတာဘုန်းကြီးတို့ဒီတောင်းတောင်တို့ဘာလို့ပုံစံမျိုးပေါ့တတ္တဝါတကောင်ရဲ့အမီးကိုရက်တောင်ပုံစံမျိုးလှုပ်ထားတာအဲ့ဒါသာမီရက်ကြီးဆွဲပြီးတော့သူ့ရမနမင်းကြီးကလည်းပြေးလာနောက်တည်းကသူ့ရမနမင်းကြီးရက်တောင်ကြီးဆွဲပြေးသွားတော့ဘုရားအလောင်းတော်ရဲ့မေတော်တော်ခဲ့ဘူးတဲ့မေတော်မာယာလူဘဝတုန်းကဘုရားလောင်းတော်ရဲ့မေတော်မာယာဒေဝီမာယာဒေဝီကဘုရားလောင်းမွေးပြီးတော့9 ရက်နေတော့မေတော်မာယာနိုင်ဝဆံကံတော်ကုန်းနဲ့နိုင်ဝဆံကံတော်ကုန်းပြီးတော့မေတော်မာယာဗမာသွားဖြစ်နေတော့ဆိုတော့ဘုရင်တိုင်ဟိုတာဝရိဏနတ်ပြည်မှာတန်တုတ်တိတနတ်သားဆိုပြီးတော့လူဘဝတုန်းကမိမမေတော်မာယာဒီကလေးဝေးပြီးတော့သိတ္တဝေးပြီးတော့သေသွားတာအဲ့ဒါဘယ်ရောက်လဲနတ်ပြည်မှာတန်တုတ်တိတနတ်သားဆိုပြီးတော့သူကနတ်သားသွားဖြစ်နေတယ်နတ်သမီးမဟုတ်ဘူးသူကနတ်သားနတ်သားဖြစ်တဲ့အခါကျတော့ဟာဘာပါလေးတော့လမ်းကြည့်တော့ဩငါသားတော့ဘောဓိပင်ရင်ချေရင်ကတ်လို့အပရာဇိတပလင်တော်ထက်ဝက်ဖွဲ့ကသတင်းသုံးနေပြီတရားမှတ်တော့မယ်ဘုရားဖြစ်တော့မယ်ငါလည်းပဲသွားပူဇော်အောင်မှဆိုပြီးတော့သူကတန်တုတ်တိတနတ်သားမေတော်မာယာတစ်ဖြစ်လေတန်တုတ်တိတနတ်သားကဗရမယရကြီးထမ်းပြီးတော့ဘောဓိပင်ရင်ပြေးလာတယ်ဒါဘယ်နှယောက်ရှိပါပြီတို့လည်းနားထောင်ကောင်းလို့နားထောင်တာဘယ်နှယောက်ရှိမှန်းမေးတရားမင်းရဲ့ပစ္စတိခရဲ့သူရမနမင်းရဲ့တန်တုတ်တိတရဲ့ဘယ်နှယောက်ရှိပြီလဲ4 ယောက်ဟာနတ်ပြည်မှာယုံတဲ့နတ်တွေဟိုပြေးဒီပြေးနဲ့ပြေးနေတယ်ဘာဖြစ်ပါလဲဆိုပြီးတော့ပြေးတိုင်းဩဗြဟ္မပြည်ကသဟံပတိဗြဟ္မမင်းနဲ့ဘာဗြဟ္မမင်းနဲ့လဲသဟံပတိနာမကေနဗျမေနဆိုတာဟောဓမ္မစကပောဒနာသုတ်တံမှာပါပြီးသားအဲ့ဒီသဟံပတိဗြဟ္မမင်းကြီးကတခါလူပြည်လှမ်းကြည့်တော့ဘုရားလောင်းတော်သိတ္တမင်းသားဘောဓိပင်အောက်ပရာဇိတပလင်တော်သတင်းသုံးနေပြီမကြခင်ဘုရားဖြစ်တော့မယ်ငါလည်းရဆွဲပြီးတော့သွားမှာပဲဆိုပြီးတော့သူကဘာယူလာတော့ဆိုတော့သုံးယူသနာရှိတဲ့ဖြည်းပြူကြီးတဲ့ဖြည်းပြူကြီးထမ်းပြီးတော့တခါတည်းဘောဓိပင်ရင်ကိုပြေးလာပြန်ဟောမေးသားကြီးအဲ့ဒါနတ်ပြည်ဗြဟ္မပြည်မှာယုံနဲ့ဖြစ်နေတာဟိုနဂါပြည်ကကာလနဂါဘာနဂါလဲပြေးတာကာလနဂါမင်းကစောတုန်းကသူကနိုးသွားတာကဒီမယမဟုတ်ဘူးကဆုံလားပဲနေလေလောက်ကဘုန်းကြီးတို့မြတ်စွာဘုရားအလောင်းတော်သိတ္တထမင်းသားကအဲ့ဒီသူဇာတာလူတဲ့ရွှေခွက်ကြီးနဲ့အဲ့ဒါကဏ္ဍနိုးသွန်းဖုံးပြီးတော့မလုပ်လဲရေမျောလိုက်တာနေတဲ့တရာမြစ်ထဲကိုဘုရားလောင်းတော်ရဟနာရွှေခွက်မျောတာနေတဲ့တရာမြစ်ထဲကိုအဲ့ဒီရွှေခွက်ကဘာဖြစ်လဲဒါကလည်းလိုက်နေလေးတွေပုတ်ပြီးတော့သမုဒ္ဒရာအောက်ကိုမြုပ်သွားတာဒါဘုရားတိုင်းမျောရတယ်ရွှေခွက်မျောတယ်ဆိုအဲ့ဒါဟိုမှာရှေ့ကပွင့်တော်မူသွားတဲ့ကကုသနာဘုရားကောဏကမနဘုရားကသဗ္ဗဘုရားရွှေခွက်3လုံးကအောက်မှာရောက်နေပြီလားအဲ့ဒီပုံမှာဂေါရမဘုရားလောင်းတော်သိတ္တထမျောလိုက်တဲ့ရွှေခွက်ကသွားပြီးတော့သွားဖိတော့လှိုင်းနဲ့ဖိချလိုက်တဲ့အခါရွှေခွက်ချင်းသွားရိုက်တာအဲ့ဒါဘာဖြစ်လဲထောင်းနဲ့ငါးပြီမှာဆူးနေတာအဲ့ဒီချိန်မှာဘာလုပ်လဲကာလငါးမင်းကအိတ်နေတာဒီရွှေခွက်ဆူတန်ကြားတဲ့အခါလမ်းပြီးတော့နိုးလာတော့မှလောကဘုရားတွေကလည်းခဏပွင့်လိုက်တာငါအေးတော်ဟောသေးဘူးသူကတအားအိတဲ့ငကားမင်းလို့ပြောတယ်တော်မောဟကြီးတဲ့ငကားမင်းအဲ့ဒါသူအဲ့လိုခဏညီးတယ်အဲ့ဒါသူကဘုရားပွင့်တော်မူတယ်သူသိတယ်အဲ့ဒါကြောင့်ဘုန်းကြီးတို့ဒီဘုရားနေကတင်တဲ့အစီအစဉ်လေးအဲ့ဒါလေးတွေပါတယ်မင်းတိုက်နေလေးသရမြစ်ထဲမှာရွှေခွက်မျောတာမလို့ဘာလို့လဲဟဲ့လက်မလေးနဲ့ရေလေးထည့်တာနေလေးသရမြစ်ပုံတရံလောက်တာအဲ့ဒါခလမှာကြေးခွက်လေးထည့်တာကြေးလင်မလေးထည့်တာဆိုအဲ့ဒီကြေးလင်မကဘာလောက်တာလဲဟိုသူဇာတာလူတဲ့ရွှေခွက်ဒီနေ့ရွှေသေးက6 သိန်းကျော်နေတော့ဘယ်လိုရွှေခွက်လုပ်လို့ရမလဲအဲ့ဒါဘာလို့လဲကြီးခွက်ပေါ့ကြီးခွက်လေးအလကောင်လေးထဲဓမ္မကြီးတွေဒကာကြီးတွေလက်ထဲကြီးပြားကိုပြားဆုံးထားဆိုပြီးကြီးပြားကိုသားဆိုတော့ဘုန်းကြီးကထဲဆိုရင်ထဲဆိုတောင်းနဲ့ထဲတယ်ငကားကိုနှိုးနေတာမလုံးနေတာလဲကာလငကားအိတ်နေတာအဲ့ဒါသူနိုးအောင်လို့ဆိုပြီးတော့အတန်ပေးတာတွေကနေပြီးတော့ကြီးခွက်ချင်းရိုက်တဲ့အတန်ကိုတရံလို့သရုပ်တူအောင်သူကလုယူတာပြုတ်ယူတာဒီဥစ္စာကအဲ့ဒါနဲ့ကာလငကားမင်းကလည်းပဲလူပြည်နန်းပြည်မှာဆူညာနဲ့ဘာတွေတော့ဟာဆိုပြီးတော့လမ်းကြည့်လိုက်တဲ့အခါကျတော့ဂေါရမဘုရားလောင်းတော်ပွင့်တော်မယ်ငါလည်းသွားအောင်မယ်ဆိုပြီးတော့အဲ့ဒီနဂါမင်းကပြေးတိုင်းနဂမလေးတွေခေါ်ပြီးတော့နဂမကကြည်တွေလေးခေါ်ပြီးတော့ဘလောက်ပါလာတော့နောက်က8000ပါလာဘလောက်ပါလာလဲနဂမကကြည်တဲ့8000ကိုခေါ်ပြီးတော့သူကအဲ့ဒါဗောဓိမင်းကြီးပတ်လည်းမှာနေရာယူပြီးတော့မြတ်စွာဘုရားရဲ့အဲ့ဒါခုံဗုဒ္ဓေဂါထာတွေတည်ယူပြီးတော့သူကတော့အတန်နဲ့ပူဇော်တာဩပစ္စည်းကနတ်သားကဗေလူဝဆောင်းတီးနေတာတရားမင်းကခယူသိန်းကြိုင်နာတာဩနတ်နှစ်ပါးကသူရမတို့တန်တုတ်တီတို့ကဗရသဟမတိတို့ကထိပူကြီးမို့ဟိုနတ်တွေကရက်တောင်နေဗရမယရက်တွေသံမီရက်တွေခတ်ပြီးတော့
ဒါကြောင့်အဲ့ဒါဘုန်းကြီးတို့ပြည်သားဘုရားနေတာတင်တဲ့အခါမှာဒီတကွန်ကုတ်ကသွားဝယ်ဆိုတာဒါတွေပြောနေတာသူကထီးပါရမယ်ထီးတယ်လည်းပါရမယ်ဒါဗြဟ္မာမင်းကိုင်းနဲ့ထီးပဲဒီထီးရအဲ့ဒီမှာရက်တောင်ပါရမယ်ရက်တောင်ပေါ်ရမယ်ဆိုစက်ကူညက်ထားတာကစက်ကူလေးကိုဒုတ်လေးနဲ့ကတ်ထားတာဒါအဖြစ်လို့တာဟိုမှာတကယ်ဘုရားနေတာတင်မယ်ဆိုဗရမ ्या ရပါမှာဗရမ ्या ကဈေးကြီးတယ်ဘယ်သူကလုံနိုင်မှာလဲအဖြစ်ပဲပေါ့ဟုတ်တယ်မဟုတ်လားဗရမ ्या ရပါမယ်တမ်းမီးရပါရမယ်ဒါတွေလောက်ရမှာသူကအဲ့ဒါသူကအဲ့ဒါဂါထာတွေရွတ်ပြီးတော့အဲ့ဒါပူဇော်နေတော့ဟိုဆက်ကြဝဠာပေါက်တိုက်တစ်သောင်းကနတ်တွေရွာမာတွေကလည်းဘာတွေယူလာတော့ဆိုတော့ပန်းဆိုင်နေတဲ့ပန်းဆိုင်ဆိုတာတွဲလောင်းဆွဲတဲ့ပန်းတွေအဲ့ဒါပန်းဆိုင်တွေယူလာတယ်နောက်တက်ကနဂါမှုတ်တွေနတ်တပြူတွေကိုအမှုတ်တွေလှုပ်ထားတဲ့နတ်နိုင်ဖြစ်သောနဂါမှုတ်တွေအဲ့ဒါတွေဘာလို့လဲကောင်းကင်ကနေကျဲမယ်ဆိုပြီးတို့ကလည်းဖလားတွေလည်းထဲပြီးတော့အဲ့ဒါတွေယူပြီးတော့လာတယ်ပြေးတာအဲ့ဒီလိုတရားမင်းကြီးကအစဆက်ကြဝဠာပေါင်းတိုက်သောင်းကနတ်တွေမြမာတွေပူဇော်ပွေရာတွေကင်ဆဲပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်အလောင်းတော်သိဒ္ဓရမင်းသားကိုဝိုင်းပြီးတော့ပူဇော်နေတဲ့အချိန်ပြေးတဲ့အဲ့ဒီမှာမာနရောက်လာတယ်။မရောက်လာတယ်လေ။မာနမရေးချအဘောကရပေါက်လေးတတ်ထားတယ်။မန်ဟုတ်ဘူးမာရဆိုတဲ့စလုံးကနေတော့မာနလို့ခေါ်တာ။မရေးချရကောက်အဘောကအတတ်တင်လိုက်တာ။အဲ့ဒါမန်ဆိုတာဒီလိုပြောတာမာနဖို့မရေးချပါတယ်အဲ့ဒါဆိုလိုက်ကြပါလို့ဒီနေ့ကဘုန်းကြီးတို့ပြည်သားအလွယ်ပြောနေတယ်အဲ့ဒီမာနပေါ့မာနကဘယ်ကနေလာတာတော့ဆိုလို့ရှိရင်မာနနေတာကဝတဝတိနတ်ပြည်ကဘယ်ပြည်ရလဲသဒုမာရေတာဝရိဏယာမတုတိတာနေမနေတိပရဏိမိတဝတဝတိအထက်ဆုံးထပ်ပဲဒါပေမဲ့လို့အဲ့ဒီထက်ဆုံးထနတ်ပြည်6ထက်ဆုံးနတ်မှာမာနဟာအကြီးဆုံးလားဆိုလို့ရှိရင်မဟုတ်ဘူးပရိသတ်ရဲ့အဲ့ဒီဘုံကိုပိုင်တဲ့ဝတဝတိနမင်းကြီးဆိုတာရှိတယ်တဲ့ဝတဝတိနမင်းကြီးကအဲ့ဒီဘုံကိုပိုင်တာဝတဝတိနမင်းကြီးကအဲ့ဒီဘုံကိုပိုင်တာသူကဘာလို့လဲအဲ့ဒီနတ်မှာနတ်ဆိုးကြီးတဲ့ဘုရားလူလောကမှာလူဆိုးတွေရှိတယ်လို့အဲ့ဒီနတ်လောကမှာလည်းပဲနတ်ဆိုးကြီးဖြစ်တဲ့မာနဟာဝတဝတိနတ်ပြည်မှာနေပါတယ်သူကို၌ကတော့ဝတဝတိနတ်ဘုံရဲ့နမင်းကြီးမဟုတ်ပါဘူးသို့တော့သူ့ကိုနတ်တကာကချင်းတယ်ထေခနဲ့ဟိဆိုသွားမကြည့်နဲ့မာနဆော်လိုက်ပြီထေခနဲ့ဟိဆိုသွားမကြည့်နဲ့မာနဖြစ်နေပြီသူ့ကိုနတ်ပြည်တစ်ပြည်လုံးကလည်းယွန်ရှာနေတဲ့နတ်သို့တော့သူ့ကိုတော့အထင်သွားမနေတဲ့ပြေးတိုက်သူ့လိုပဲနတ်ဆိုးနတ်ဝါနတ်မိတ်ဆာတွေအများကြီးအပေါင်းအသင်းလုပ်ပြီးတော့မွေးထားတယ်အဲ့တော့သူကကောင်းတာလုပ်တဲ့လူနတ်ဗြဟ္မာတတ္တဝါဘသူမှန်တယ်များကိုသူကအကုန်လိုက်ပြီးတော့ဖျက်ဆီးနေတာသူများကောင်းတာလုပ်လို့ရှိရင်ဖျက်ဆီးတယ်ဒါမာနပဲအဲ့တော့ဗာဖြစ်တယ်သူများအလုပ်လုပ်နေတယ်ဥမာလူတယောက်လာတယ်လာဖြစ်တယ်မင်းလည်းကွာမာနဝင်လာပြီးမာနကြနေတာလည်းဖျက်ဆီးနေတာပဲဒါမာနရဲ့ရာဇဝင်ကအဲ့လိုရှိတယ်သူကအဲ့ဒါသူ့တငယ်ချင်းအပေါင်းအသင်းနတ်ဆိုးနတ်ဝါတွေကိုတခါတည်းသူပေါင်းသင်းလာတာသူ့အဆုသူရှိတယ်ပရိသတ်ရဲ့အနတ်ကောင်းဆောင်ကြီးပေါ့အဲ့ဒါဘုန်းကြီးတို့ဒီခုဘုရားဖြစ်မှဒီမာနကလာတာမဟုတ်ဘူးဘုန်းကြီးတို့ဘုရားလောင်းတော့တက်တော်29မှာတောထွက်တော်မူတယ်ဒါတော့ရာဟုလာဘွားတဲ့နေ့အခုလိုဝါသောလာပြင်းနေ့ပေါ့ဝါသောလာပြင်းနေ့ညသကောင်းရန်ချိန်မှာဘုရားလောင်းတော်သိဒ္ဓရမင်းသားကန္တကမြင်းနဲ့ဆန္ဒအမခေါ်ပြီးတော့ဘုရားလောင်းတော်သိဒ္ဓရမင်းသားတောထွက်တော်မူတယ်အဲ့တောထွက်တော်မူတဲ့အခါကျတော့အဲ့ဒီမှာဘုန်းကြီးတို့ပြည်သားမာနကဝတဝတိနတ်ပြည်ကရှင်းလာပြီးတော့ဘုန်းကြီးတို့ဘုရားလောင်းတော်ကိုလာပြီးတော့တားဘူးတယ်တဲ့မာနိခမမဟာဝီရဧတောတေတတ္တမေဓိနေဒိဗံတုသက်ကယတနံအတ္တပါတုဝိတတိမဟာဝီရလုံလကြီးမကိုအလောင်းတော်မင်းသားမာနိခမတောထွက်၍သာယဟန်မပြုပါနဲ့ဒီကနေလာပြီးကာစီလာလို့ဟိုကမန်းကနေထွက်လာတဲ့အထွက်ကိုအဲ့ဒါလာတားနေတယ်မင်းသားတဲ့မာနိခမတောထွက်၍သာယဟန်မပြုလိုက်ပါနဲ့သူ့အကြောင်းထုံးတာငါလည်းကတားနေတာမဟုတ်ဘူးလေအကြောင်းရှိလို့တားနေတာတဲ့ဣတောဤနေ့မှတတ္တမေဓိဝသေ9ရက်မြောက်ရောက်လာသောနေ့၌တေလုံလာကြီးမာလောင်းတော်မင်းသားအတွက်ဒိဗ္ဗနတ်၌ဖြစ်သောအနုဘောနှင့်ရှင်သောစက္ကံယတနံစัจ जा ယရဏတိအတ္တမချိုဧကအမှန်စင်စစ်ပန္တုဘဝိတတိထေရှားမြတ်မောင်ဆိုင်ရောက်၍လာလိမ့်မည်တကားဘုရားလောင်းတော်တောထွက်တဲ့နေ့မှာပဲလာပြီးတော့မာနသားကတားတယ်သိဒ္ဓထမင်းသားတဲ့စိတ်ကူးမလွဲနဲ့ဒီနေ့ညမှာရာဟုလာဖွာတာရတော်တွေကမျက်နှာကသွေးနုနုတန်းနုနုနဲ့မိနေခန်းထဲမှာပဲရှိသေးတယ်ဒီမှာ9ရက်ပြည့်စัจ जा မင်းဖြစ်လိမ့်မယ်င
မအတင်းလာတာအဲ့ဒါတို့ဘုရားလောင်းတော့ဟဲ့မနနောက်ဆုတ်ဆိုပြီးအဲ့ဒါဘုရားလောင်းတော့စွတ်တော့ထွက်တော့တို့ကဘုရားကိုလိုက်ချောင်းနေတာဘယ်နှာကြရင်နှိမ့်ဆက်ရမယ်ဘယ်နှာကြရင်ဒီဘုရားမဖြစ်အောင်ငါတားရမလဲဆိုပြီးတော့အဲ့ဒါဘုန်းကြီးတို့ပြေးတိုင်းနောက်ကနေလိုက်ချောင်းနေဟိုဘောဓိပင်အောက်ရသော်ဘုရားရှင်ကိုရောမြတ်ကတ်ရောက်တော့မူတာကိုသိလဲသိရောသူ့ရဲ့နတ်ဆိုးနတ်ဝါနတ်စစ်တီတွေကိုခေါ်ပြီးတော့ဟဲကောင်နေလာကြအဲ့ဒါမင်းတို့ရဲ့ခန္ဓာကိုယ်ကိုကြောက်လန့်ွယ်ဖြစ်အောင်ဖန်ဆင်းကြခန္ဓာကိုယ်ကိုတကူနတ်ပုံစံမဟုတ်တော့ပဲနဲ့ဘလူးပုံစံကြီးတရေပုံစံကြီးအဲ့ဒါမနကဒီမဆင်းလာခင်တည်းကအပေါ်မှာအစီအစဉ်လုပ်ပြီးတော့မှဆင်းလာတာပြည့်တာဟဲကောင်နေမင်းတို့လာမင်းတို့ခန္ဓာကိုယ်ကမန်ကနဖန်ဆင်းလိုက်ဘယ်လိုဖန်ဆင်းရမလဲကြောက်ခေရလန့်ခေရအယုတ်ကြီးတွေဖြစ်အောင်ဖန်ဆင်းပြီးတော့တယောက်ကိုလက်နဲ့တစ်မျိုးကိုင်ငါနောက်လိုက်ခဲ့ကြလို့စီယုံပြီးတော့ပြေးတိုင်သူကိုယ်တိုင်ကလည်းပဲယူဇနာ150ရှိတဲ့ဂိရိမေဂလာဆင်ကြီးကိုစီးလက်ယုံပေါင်း1000လက်ပေါင်း1000ဘယ်ဘက်မှာလက်900ဖန်ဆင်းလိုက်တယ်ညာဘက်မှာလက်900ဖန်ဆင်းလိုက်တယ်အဲ့ဒီလက်1000မှာလက်နဲ့တစ်မျိုးဖန်ဆင်းတယ်ဒီဘက်ကဓာဟိုဘက်ကလှန်ဟိုဘက်ကသန္တာဟိုဘက်ကဘာညာစိုက်လက်နဲ့ပေါင်းဒီဘက်900ဟိုဘက်900လက်ယုံပေါင်း1000မှာလက်နဲ့ပေါင်း1000ဖန်ဆင်းပြီးတော့နတ်ဆိုးနတ်ဝါးတွေကိုစီယုံပြီးတော့ပြေးတယ်အဲ့ဒါဆင်းလာလိုက်တာဟာမာနနောက်ကပါလာတဲ့နတ်ဆိုးနတ်ဝါနတ်ဘလူပရိသတ်ဟာဘယ်လောက်ရှိတော့ဆိုလို့ရှိရင်အရှိကိုကြည့်ရင်12ယူဇနာရှိအနောက်ကိုကြည့်ရင်12ယူဇနာတောင်ကိုကြည့်ရင်12ယူဇနာမြောက်ကိုကြည့်ရင်12ယူဇနာဗောဓိပင်ကြီးကိုလည်းကောင်းမှထားအရှိကိုဆိုရင်မိုင်နဲ့ပြောရင်ပြေးတိုင်း56မိုင်ရှိတယ်ဒီကနေရံကုန်မကဘူးအဲ့ဒါမာနပရိသတ်ကဒီကနေရံကုန်မကဘူးအဲ့ဒါ56မိုင်ရှိတယ်အဲ့ဒီထဲမှာသူပရိသတ်အပြည့်အရှိကို56မိုင်အနောက်ကို56မိုင်တောင်ကို56မိုင်မြောက်ကို56မိုင်အပေါ်မှာ9ယူဇနာရှိတယ်မနပရိသတ်ဝိုင်းတိုက်ကြီးချကြီးနဲ့ညာသံပြီးပြီးတော့អော်လာတဲ့အသံတွေကမြေပြိုတဲ့အသံလိုပဲတဲ့ယူဇနာပေါင်း1000ဝေးတဲ့အရက်ကကိုကြားနေရတယ်ဒါတော့များပြီးတော့အသံဆိုးအသံနဲ့ကြီးနေလေអော်တဲ့အသံကိုကြားတော့ပရိသတ်ရေអော်လာလိုက်တာကလည်းတကားနဲ့ဒီနဲ့ကြီးညာသံပြီးတော့တက်လာတဲ့အသံကိုသောသောကမြတ်စွာဘုရားအလောင်းတော်ကိုပူဇော်နေတယ်တရားမင်းကြီးရဲ့ပစ္စတိခရဲ့သူရမရဲ့တန်တုသီတရဲ့တဟံပတိရဲ့ကာလနဂရဲ့တို့ကလည်းဘယ်လိုဖြစ်တော့ဟဲ့ဒီလောက်တော့ကြောက်စရာကောင်းတဲ့အသံတွေမြေပြိုတဲ့အသံတွေကြားရတယ်ဆိုအရင်ဥဆုံးလာတဲ့တရားမင်းသူအရင်ဥဆုံးခရုသင်ကြီးထမ်းပြီးတော့ပြန်ပြေးတယ်လေဘယ်တော့အားကိုရတဲ့တရားမင်းလို့ဆိုတာရှိတာသူအရင်ဥဆုံးရောက်လာတယ်အဲ့ဒါသူခရုသင်ကြီးကြောပေါ်ပြီးတော့မာနကလည်းကြားလဲကြောက်တရားမင်းကကောက်ပါအောင်တခါနဲ့တာဝတိနာနတ်ပြည်ပြန်ပြေးဟောမင်းဆိုင်ဗြဟ္မာမင်းကြီးကလည်းအဲ့ဒါသူ့ထီးပြူကြီးကိုဟောစัจ java လာတိုက်အစွန်းမှာပြစ်ချထားခဲ့ပြီးတော့ဘလောက်တောင်ကြောက်เสียကောင်းလို့ဆိုတာကြီးတယ်ဒီထီးပြူကိုဗြဟ္မာပြည်ရောက်ကိုပြန်မလဲနိုင်တော့ဘူးမာနကိုကြောက်တာအဲ့ဒါစัจ java လာတိုက်အစွန်းမှာသူ့ထီးပြူကြီးထားပြီးတော့ပြန်ပြေးတယ်ပေစတိခကလည်းသူ့စောင်းကြီးပိုင်ပြီးတော့နတ်ပြည်ပြန်ပြေးသူရမကလည်းသူ့သမီးရကြီးထမ်းပြီးတော့နတ်ပြည်ပြန်ပြေးမေတော်ဖြစ်တဲ့တန်တုဋ္ဌိသနတ်သားမေတော်မဟာဝင်စားတဲ့တန်တုဋ္ဌိသနတ်သားကလည်းပဲသူ့ပရမရဲ့ကြီးတကလည်းထမ်းပြီးတော့ပြန်ပြေးတော့ဘိယင်းသားရေအဲ့ဒီမှာကာလနဂါကျန်နေတယ်ဘယ်သူကျန်နေလဲကာလနဂါမင်းကလည်းသူကအောက်ကနေမော့ကြည့်နေတာဟာတရားမင်းလည်းလှည့်ပြီးကြိုသေးထမ်းပြီးတော့ဗြဟ္မာမင်းလည်းပဲထီလူကြီးပြချပြီးတော့ပြေးပြီးဟိုအမေတော်ခဲ့တဲ့တန်တုဋ္ဌိသနတ်သားလည်းကိုသားလေးတယောက်တည်းရှိနေတာဒီမှာနဲ့ဘာကိုကြီးမစိတ်မကူဘိယင်းသားသူလည်းပြန်ပြေးတာပဲအနုဋ္ဌိသကလည်းအဲ့ဒါနဲ့နဂါမင်းကလည်းပဲသူနတ်သမီးကားကြည့်တဲ့တွေကိုဟဲ့ကြမပြောဘူးနဂါရှူတိုးမျက်နှာကဲနဲ့မျက်စောင်းထိုးပြတယ်ဟဲ့မှမျက်လက်ကိုပြီးဒါလက်ကြစို့ဆိုပြီးတော့အဲ့ဒါသူနတ်ကားကြည့်တဲ့ဘိယင်းသားတွေအကုန်လုံးခေါ်ပြီးတော့ဟောမြေအောက်ထဲဝင်ပြေးပြီးတော့မင်းစီရိကလို့ခေါ်တဲ့နတ်နဂါဗိမာန်မှာဘယ်လိုသွားနေတယ်အောက်မိလို့လေကာလနဂါမင်းကအဲ့ဒါမျက်နာကိုလက်နဲ့အုပ်ပြီးတော့သပြန်အိတ်နေတယ်တဲ့တော်အိတ်မဲ့တဲ့နဂါမင်းပဲနော်အဲ့ဒါသူမျက်နှာကြီးကိုလက်လေးနဲ့အုပ်ပြီးတော့အဲ့ဒါခွေလေးသပြန်အိတ်နေတယ်ကြိုက်ကြည့်တမ်းဘိယင်းသားကြီး
အဲ့တော့ဘုန်းကြီးတို့မြတ်စွာဘုရားနာမှာတရားမင်းနတ်တွေမြမာတွေကာလနာဂါတွေဘယ်သူမှမရှိတော့ဘူးအဲ့တော့ဗောဓိပင်ကြီးရဲ့ဘုရားလောင်းတော်ရဲ့ပလင်ရဲ့ဒါပဲကြံတော့တယ်အနာမှာတရားဝင်မရှိတော့အဲ့တော့မနတန်လာမယ်ဆိုတာကိုဘုန်းကြီးတို့ဘုရားလောင်းတော်သိတ္တထမင်းသားကြိုပြီးတော့မသိဘူးလားလို့မေးရင်သိပါတယ်တဲ့ဘယ်လိုဖြစ်လို့မာနလာမယ်ဆိုတာဘုရားလောင်းတော်သိတ္တမင်းသားကြိုပြီးတော့သိတာတော့ဆိုလို့ရှိရင်တဲ့မာနမလာခင်တည်းကကောင်းကင်မှာရာထောင်မကတော့ဥက္ကာပြန်နေကြလာတယ်ကောင်းကင်ကနေပြီးအလင်းအဆိုင်ခဲကြီးတွေပြုံးဆိုပြုတ်ကြလာလိုက်ပြုံးဆိုပြုတ်ကြလာလိုက်ဘုရားလောင်းတော်သိတယ်ဟာကောင်းကင်ကနေဥက္ကာပြန်အဆိုင်ခဲကြီးတွေပြုတ်ကြနေတယ်မိโกတွေထပြီးတော့မှောင်လာတယ်တဲ့သမုဒ္ဒရာနဲ့မဟာပတိမြေကြီးပြင်းထန်စွာလှုပ်လာတယ်မြေတွေလည်းလှုပ်လာတယ်ရေတွေလည်းလှုပ်လာတယ်မြေထဲကရေတွေကပြောင်းပြန်စီးတယ်တဲ့ရေတို့မြေဒီမှာမြင့်ရန်ကနေနေရကိုပဲစီးတယ်မာနလာကန်ကြီးကြတော့ဘာအတိတ်ဆိုးနမိတ်ဆိုးတွေပြတော့ဆိုတော့နေရကရေတွေကမြင့်တဲ့ချီပုံစံပြီးတော့ပြန်တက်ကုန်တယ်အဲ့ဒါတောင်တွေပြိုတဲ့သစ်ပင်တွေမုံတိုင်းတွေတိုက်တဲ့ကောင်းကင်မှာရှိနေတဲ့နေမင်းကြီးတွေဘယ်ပြောက်သွားမှမသိနေမင်းအယောင်လည်းပျောက်သွားတယ်နောက်တစ်ခုကခေါင်းပြက်ကြီးနေတဲ့ကောင်းကင်မှာဆောက်သွားနေတာတဲ့ဒါနမိတ်ဆိုးတွေပြတာမရတိုက်အဲ့ဒါမုံတိုင်းတွေထမ်းတယ်တိုက်တယ်အဲ့ဒါနမိတ်ဆိုးပဲအဲ့ဒါကောင်းကင်မှာရိတ်ခနဲ့ခေါင်းပြက်ကြီးတွေသွားနေတာတွေ့တယ်ခန္ဓာကိုယ်တစ်ပိုင်းပြက်ကြီးတွေသွားနေတာတွေ့တယ်အဲ့ဒီလိုကြိုတင်နမိတ်တွေပေါ်ပြီးတော့မှမာနကရောက်လာတာမာနမလာခင်အဲ့ဒါတွေကြိုတင်နမိတ်တွေပြတယ်အဲ့ဒါနဲ့ခုနတုန်းကမာနလည်းရောက်လာတော့အဲ့ဒီနတ်တွေမြမာတွေတရားမင်းတို့ကိုလုံးထွက်ပြေးတော့မြတ်စွာဘုရားအလောင်းတော့သားခေါင်တို့ရဲ့အလယ်မှာတင့်တဲစွာစံတော်မူနေတဲ့ရှင်သေမင်းကဲ့သို့ငြိမ်ပြီးတော့ဘုရားလောင်းတော်နေတယ်အဲ့တော့မာနနဲ့နတ်ဆိုးတွေကဗောဓိပင်အရေးအောက်ကိုဗောဓိပင်ကဘုန်းကြီးထင်တယ်ပေါ့လေခြာလင်း9000လောက်ရှိမယ်ထင်တယ်ဗောဓိပင်ကြီးကအကြီးကြီးပဲခုလည်းအိန္ဒိယမှာရှိနေသေးတာပဲဗောဓိပင်ကြီးကနှစ်ဖက်သုံးဖက်မှာမကတော့အဲ့တော့သူအရေးကဟိုတုန်းကတော်တော်များများအပြင်ကိုထွက်လိမ့်မယ်ထင်တယ်အဲ့ဒီအရေးအောက်ကိုတော့မဝင်ရဲဘူးတဲ့အလောင်းတော်ရဲ့ရှစ်တဲတဲ့ကနေပြီးတော့စစ်မတိုက်ဖဲလို့စစ်မတိုက်ရဲလို့မာနကသူဘယ်ကနေတိုက်တုံးဆိုတော့ဘုရားလောင်းတော်နောက်ကျောကနေသွားတိုက်တာသူပရိသတ်ကတော့ရှင်းမှရှိတယ်သို့တော့ခေါင်းဆောင်လှုပ်တဲ့မာနသည်မြတ်စွာဘုရားနဲ့မျက်နှာချင်းဆိုင်စစ်မတိုက်ရဲဘူးအဲ့ဒါဘာလို့လဲဘုရားပလင်နောက်ကဗောဓိပင်ကြီးနောက်ကနေသူသွားပြီးတော့ဘုရားကိုသူဒီလိုနောက်ကနေသူစစ်တိုက်မှာကိုစစ်တိုက်မှာဆိုတော့သူပရိသတ်တွေကလည်းကြီးနေတယ်သူဆရာကြီးဘယ်လိုစပြီးတော့ထွင်းမလဲဘယ်လိုစတိုက်မလဲဆရာကြီးစတိုက်ရင်နောက်ကနတ်ဆိုးနတ်ဝါးတွေကလည်းသူတို့ကလိုက်ဖို့လို့အရှင်လေးကိုအဲ့ဒါနဲ့မာနကိုအကဲကနဲ့လျုံမတစ်ထောင်ဖန်ဆင်းပြီးတော့ရောက်လာတော့အဲ့ဒါနောက်ကနေပြီးတော့နေရာသွားယူတယ်မာနကမတိုက်သေးဘူးနောက်ကနေနေရာရင်ယူတာအဲ့တော့ဘုန်းကြီးတို့ဘုရားလောင်းတော်ကစဉ်းစားတယ်ဒီအချိန်မှာငါအဖေလည်းမရှိဘူးမိတို့တော့ဂေါရမီကလည်းကပိလုကိုကြံခဲ့တယ်ညီလေးဖြစ်တဲ့အနန္ဒာတို့အနုရုဒ္ဓတို့သန္နာတို့လည်းပဲညီကောင်မောင်နှမတွေအကုန်လုံးကပိလုကြံနေခဲ့တယ်နတ်တွေမြမာတွေလည်းတရားမှမရှိဘူးငါရဲ့ပရိသတ်အချမ်းရဟာငါဖြစ်ခြင်းဖြည့်ဖို့ခဲ့တဲ့ပါရမီ10ပါးဘုရားကအဲ့ဒီမှာအလောင်းတော်အားကိုးရရှာတာကိုချိန်မှာရွှေမျိုးအားကိုးလို့လည်းမရဘူးနတ်မြမာအားကိုးလို့လည်းမရဘူးငါရဲ့အားကိုးရဘာလဲပြန်ကြည့်လိုက်တဲ့အခါမှာငါဖြစ်ခြင်းဖြည့်ဖို့ခဲ့တော့ပါရမီ10ပါးတဲ့ဘာလဲမရေးတိုင်းဒီမာနကိုငါဘလို့တွန်းလာမလို့ဆိုရင်ပါရမီ10ပါးလက်နဲ့10မျိုးဒါနပါရမီကစပြီးတော့ဖြစ်ခြင်းရှိဖို့ခဲ့တဲ့အဲ့ဒီပါရမီ10မျိုးကိုပဲငါလက်နဲ့တပုံသဏ္ဍာန်ထားပြီးတော့ဒီမာနကိုတိုက်မှဖြစ်မယ်လို့ဆိုပြီးတော့အဲ့ဒါဘုရားလောင်းတော်ကအဲ့ဒီလိုစိတ်ကူးရပြီးတော့ပါရမီတော်တွေကိုဆင်ញင်တာပါရီဆင်ញင်တာတဲ့ဒါကြောင့်ဘောဓိမူလေပလင်ကံမိမာရံသတေနာအာဟုရံကဟိတောပါရမိန်ခက်ကံယောဇိနာတိဇယုတ်သောသဗ္ဗေဝေရိဗံတောနောသောတိတုဇယံဝရံဇယုတ်သောလောကရတိုက်တဲ့ခရိုင်မှာဘယ်သူပဲပြိုင်အောက်နိုင်သောပွဲပွေရေးရင်တဲ့တတ္တိတုပင်အောင်မမှုသခင်ကျင်တော်သောဘုရားရှင်ကိုရောမြတ်ကြီးသည်ဗောဓိမူလေမြေပြဥခိုင်မန္တိုင်တိတိမောရိသင်မင်းပင်ချေရင်၌
ပါလင်ကမိနောရာကိုယ်သွဲပြို့ကျွယ်ရောင်လျံလောင်ခမန်းလင်းထိန်၍နဝင်းအိစပန်းဖြင့်တလန်းဆန်းနေတော်မူရာယရဏမြုတေကျင့်သေးညို့ရုပ်ထိုဆုံးမလာပြီသောပလင်မွေဌာန၌နေသိန်သောလေးသစ္စာဖူးကိုင်ကိုခူးနိုင်အောင်ခူးမယ်လို့ရည်စူးခြင်းဒိဋ္ဌံဖြင့်စိတ်တန်တန်ဆန်းနေတော်မူလျက်သာစေနအာဟုရံဝဲရာရှေ့နောက်တောင်ကြီးတွေပေါက်သလောဘယ်ကလောက်အင်အားဂရီပေါင်းမများသည်ဟုတွက်သား၍မရနိုင်စပွဲကြီးကျယ်ငြိမ်ညောင်းစင်းတရားပေါင်းဖြင့်အဆောင်ထက်မြဲလက်နဲ့ဆုံးအစုံမိကုံရန်ကုံစွမ်းဟုန်နှင့်တကွချီတဲ့ရလာသောမာရံလောကရတခွင်လုံးကိုသိမ့်ကြုံကဆိုပိုင်၍ငါလက်ကင်လုံးမယ်လို့ယုံမာတဲ့အကြံအဖြစ်မှန်ပွားထောင်းတောင်မာနမယုတ်ကောင်ကိုပါရမီကလံတသိန်းနဲ့40ရှိဘဝတိုင်းပြည့်မပြအောင်အထွေထွေရှိမှုဖြည့်မှုခဲ့တဲ့မဟာဝတိပါရမီတော်ထက်မြက်လက်သုံးတော်စိန်တန်လျက်ကိုဟိတဝါရင်မှုဖို့ပြိုင်လာလေအနိုင်သာခွင့်မဲ့လို့ရဲတင်းစွာကိုင်ဆောင်တော်မူပြီးတော့ဇိနာတိခုတ်ထွေပြပိုင်းပြီးတော့အလိုရှိတိုင်းအောက်မြင်တော်မူခဲ့ပါပြီတော်ဒီနောဘောဓိပင်ချေပလင်ဝဲဝဲအသေးစိတ်မှန်ခိုင်းကိုမြန်မဆိုင်ဖြည့်ချိုးရစရကိုဘုရားမူသောတို့ဘုရားရှင်ကိုရောမြတ်ကြီးသည်ဟုသာဝေဝေရီတွင်ယံပြေယံဘေးယံအနေနဲ့သွဲသွဲဝဝရှိသည်မြအနိဋ္ဌအလုံးစုံတို့ကိုပန္တဝနာကိုရောတကိုစွမ်းကုန်နှိုး၍ဖြည့်ချိုးပယ်လျက်နဲ့ကန့်တော်မူ၏သောဝရံတွေလည်းကြုံငယ်ဆုံးငယ်ပြီးတောင်ကောင်းဆုံးထူးစွန်၍မွန်မြတ်ဆုံးလည်းဖြစ်တော်မူပါမိထသောဇယံတွင်ပါနတံဘေးရန်ဟူသည်များတို့ကိုယခုပြစ္ဆုတ်ပံမှာလည်းအောင်နောင်သန္တရာမှာလည်းအနိုင်ရဖြစ်လေရဘဝမှာမဟာဇယဆိုတဲ့အောင်ပွဲကိုတေတုဒုက္ခကေဝေယံဘေးမဆိုင်အခေါင်ခိုင်း၍ချမ်းသာတဲ့အရာတွေ့ရအောင်အထူးသဖြင့်ပေးသနာတော်မူပါမြတ်စွာဘုရားအဲ့ဒီလိုမာနမင်းကြီးကဘေးတတ်တည်းမြတ်စွာဘုရားရှင်ကိုတော်မြတ်ရဲ့အလောင်းတော်သိတ္တတာမင်းသားနာကနေနောက်ကနေဆွတ်တိုက်မဲ့ကြံတော့ဘုန်းကြီးတို့ဘုရားလောင်းတော်ကပါရမီကကံတသိန်းနဲ့4သိန်းရှိဘဝတိုင်းသတ်မဲ့ပြအောင်အထွေထွေရှိဘူးဖြေဘူးတဲ့မဟာဝတိပါရမီထက်မြက်လက်သုံးတော်စိန်တန်လျက်ကိုမာနတော်ဆွတ်တိုက်နေပြီငါအာကိုရာပါရမီ7ပါးပဲအဲ့ဒီလိုနှလုံးသွင်းနေတဲ့အချိန်မှာမေတ္တာတေမာနဟာလက်နဲ့9ပါးကိုတစ်ခုပြီးတစ်ခုဖန်ဆင်းပြီးတော့လွတ်တယ်တဲ့နံပါတ်1လက်နဲ့ကလေပွေမုံတိုင်းနဲ့ဗမုံတိုင်းနဲ့လေမုံတိုင်းတိုက်တယ်ဘယ်လောက်ပြင်းထန်တဲ့လေလဲဆိုရင်လေ3ယူဒနာလောက်မြင့်တဲ့တောင်ကြီးတွေတော့အပိုက်မိုက်ပြတ်3ယူဒနာမြင့်တဲ့တောင်ကြီးတွေတယူဒနာ8မိုင်နဲ့ဒါဖြစ်3လ24လောက်မြင့်တဲ့24မိုင်လောက်မြင့်တဲ့တောင်ကြီးတောင်အပိုက်မိုက်အပြတ်တခါနဲ့ပြတ်ပြီးတော့ထွက်ရတယ်တဲ့အဲ့ဒီလိုပရမပြင်းထန်တဲ့လေပြင်းမုန်တိုင်းနေတိုက်ခါမှာတော့လဲပဲအလောင်းတော်ရဲ့သင်္ကန်းစာလေးတောင်မှလေမတိုက်ဘူးတဲ့နေရာမရွေ့ဘူးတဲ့ဒီသားနာကိမုန်တိုင်းနဲ့10သားမကတိုက်လိုက်တာဒီမာနဟာသို့တော်လည်းပဲပြေးတဲ့ဘုရားလောင်းတော်သင်္ကန်းလှုပ်တော့မလုပ်ဘူးတဲ့အဲ့ဒါမာနဘုရားရှင်ကိုယ်တော်မြတ်ကိုပရမဥဆုံးပြစ်လွတ်တဲ့လက်နဲ့ကမုန်တိုင်းလက်နဲ့ဗာလက်နဲ့လဲအဲ့ဒီလိုတိုက်တော်လဲပဲဘုရားလောင်းတော်ရဲ့သင်္ကန်းစာလေးတော်ကလေမခတ်ဘူးဆိုတော့မာနကမကျင့်တတ်ဘူးမုန်တိုင်းဆဲသွားတော့မာနကအလောင်းတော်တော့ခုလောက်ဆိုရင်စစ်စစ်ညံ့ညံ့ကြေလောက်ပြီလို့မုန်တိုင်းလဲငြိမ်ရောဘေးသက်တည်းကြည့်လိုက်တော့ဘုရားလောင်းတော်ကငြိမ်လို့
သူစိတ်ထဲမကျေနပ်တော့ကဲလောက်တောင်ဖြစ်တဲ့ဘုရားလောင်းတော့နောက်ထပ်လက်နဲ့ပြည့်မယ်တဲ့မိုးလက်နဲ့တဲ့ဘာလက်နဲ့တဲ့လဲကောင်းကင်ကနေပြီးတော့ရွာချတဲ့မိုးတွေဟာမေသားတွေဘလောက်တောင်မှရေရဲ့အင်အားဘလောက်တောင်မှကြီးတုံးဆိုလို့ရှိရင်မြေကြီးကအခေါင်းပေါက်ကြီးတွေဖြစ်သွားတယ်တဲ့ဒီမှာကောင်းကင်ကကြတဲ့မိုးဆက်ကလေးကြည့်လိုက်တဲ့ဝကြအပေါက်ကလေးဖြစ်မာနရွာချတဲ့မိုးဟာဘလောက်မိုးသီးမိုးပေါက်ဘလောက်ကြီးတုံးမကြီးတုံးဆိုတာအဲ့ဒီမိုးတစ်ပေါက်မှရင်မြေကြီးအခေါင်းကြီးဖြစ်သွားတယ်အဲ့ဒီလောက်ပြင်းထန်တဲ့ကောင်းကင်ကနေပြီးတော့မိုးလက်နဲ့တိုက်ပြီးတော့ဘုရားလောင်းတော်ကိုရွာချတော့ပြုံမိုးနဲ့ဒီနေ့သာသွတ်တာဟောတော့ဘုရားလက်ထက်ကသွတ်မရှိလို့သွတ်တာရှိရင်မရသားရေနန်းကြီးလို့ခံနိုင်မှာတော့မဟုတ်ဘူးအခုကိုသွတ်ပေါ်ကြတဲ့ဒီရေပေါက်တန်တော်မှသွတ်တန်ကဆူးနေတာပဲဆိုတာမနက်ရွာချတဲ့မိုးဟာမြေကြီးတောင်မှအပေါက်ကြီးတွေရှိအောင်မိုးသီးမိုးပေါက်ကအဲ့လောက်ကြီးကြီးတာလေအဲ့ဒါခေါင်းပေါက်ကြီးပြီးတော့ဟာဒီလောက်ဆိုရင်တော့ဖြင့်ဘုရားလောင်းတော်တော့သေလောက်ပြီဆိုပြီးတော့အဲ့ဒီမိုးလက်နဲ့ရန်လဲရပြီးတော့ကြည်လဲကိုဘေးတိုက်အလောင်းတော်ရဲ့သင်္ကန်းခြီစလေးတောင်မှမိုးမစိုးဘူးတဲ့ဒီလိုပြည့်လဲမရပါလားတော်တော်ကောင်းပါလားပဲနားဘာထပ်ပြည့်ရကောင်းလို့ဆိုလို့ရှိရင်ကြောက်ခဲမိုးဘာမိုးလဲကြောက်ခဲမိုးတွေရွာတယ်ကောင်းငင်ကနေပြီးတော့ရွာချလိုက်တဲ့ကြောက်ခဲမိုးတွေဟာအခွန်လျံနေထွင်ပြီးတော့တလုံးကိုဘလောက်လောက်ရှိတော့ဆိုရင်အိမ်လုံးတွေလောက်ရှိတယ်တဲ့အဲ့ဒီလိုအခိုးတွေထွက်နေတဲ့အိမ်လုံးလောက်ရှိတဲ့ကြောက်ခဲမိုးကြီးတွေကိုမာနသားကပြေးသားရင်ကောင်းငင်ကနေပြီးတော့ရွာချတဲ့အားရအောင်ရွာချလို့ပြီးတဲ့အခါကျတော့ဒီလောက်ဆိုရင်တော့သိလောက်ပြီသိတတ်တာတော့ကြောက်ခဲမိုးရွာတာရပ်ပြီးတော့ကြည်လဲကောဘေးသားတည်းရင်အဲ့ဒီမာနရွာချလိုက်တဲ့ကြောက်ခဲလုံကြီးတွေကနတ်ပန်းကုံကြီးတွေနတ်ပန်းလုံကြီးတွေဖြစ်ပြီးတော့ဘုရားလောင်းတော်ရဲ့အနားမှာလာပြီးတော့စုပုံပြီးတော့ကြလာတယ်ဟာငါပြစ်လိုက်တော့ကြောက်ခဲလုံကြီးတွေပါဘယ်နဲ့ပြစ်လို့ကိုနတ်ပန်းကုံတွေနတ်ပန်းလုံကြီးတွေဖြစ်ကိုလည်းမသိမကျေနပ်ဘူးကထမ်းရွာမယ်ကွာဘာရွာတော့ဆိုရင်ပြေးတတ်တယ်လက်နဲ့မိုးရွာတယ်ဘာမိုးတယ်လဲလက်နဲ့မိုးတဲ့ကောင်းငင်ကနေပြီးတော့အသွားနှစ်ဖက်ရှိတဲ့ဓာလက်နဲ့မျိုးတွေမိုးရွာချသလိုပဲတဲ့ကောင်းငင်ကနေပြီးတော့မန္တကဖန်ဆင်းပြီးတော့လက်နဲ့မိုးရွာတယ်အလောင်းတော်ရဲ့ပါရမီခုံကြောင့်လက်နဲ့တည်ဟာမြတ်၄ပါးရှင်းကဲသို့ဖြစ်ကုန်တယ်တဲ့ဘုရားရှင်ရောက်တော့ပန်းနေဖြစ်ကုန်တယ်လက်နဲ့ကဒါနဲ့မကျေနပ်တော့နံပါတ်5ဘာမိုးရွာတော့ဆိုတော့မိကြီးမိုးရွာတယ်ဘာမိုးရွာမိကြီးမိုးဆိုတာဒီမှာမိကြီးခဲတွေမိတွေရဲနေတဲ့မိသွေးခဲတွေအဲ့ဒါကောင်းငင်ကနေပြီးတော့အနှံ့ပစ်ချတယ်သို့တော်လည်းပဲအဲ့ဒီမိကြီးမိုးတွေကမြတ်စွာဘုရားအလောင်းတော်ရဲ့အနားမှာမူ၄ပါးအရှင်နဲ့လာပြီးတော့ကြပါတယ်နံပါတ်6အနေနဲ့ပြာပူမိုးတွေကောင်းငင်ကရွာချတယ်တဲ့ပြာပူတွေဖန်ဆင်းပြီးတော့တခါတော့သွန်ချတာဟောဘုရားလောင်းတော်နားရောက်တော့စန္ဒကုမှုတ်တွေဖြစ်ကုန်တယ်နောက်တကဘာမိုးရွာလဲသဲပူမိုးရွာတယ်ကောင်းကင်ကသဲတွေကြာလာတယ်သဲပူကြီးတွေပြောနဲ့ကြာဘုရားချင်းရောက်တော့နတ်ပန်းတွေဖြစ်ကုန်တယ်နောက်တကပြေးတိုင်းနမရှိရွှွညုံမိုးရွာတယ်ဘာမိုးတယ်ကောင်းကင်ကနေပြီးတော့ရွှွညုံအပူတွေကောင်းကင်ကနေပြီးတော့လောင်းချတယ်သို့တော်လည်းပဲဘုရားလောင်းတော်ရဲ့ချင်းရောက်တော့နန့်သာသွေးထားတဲ့နန့်သာပြစ်တွေဖြစ်ကုန်တယ်တဲ့ gain ဒီလိုလက်နဲ့ရှင်မျိုးနဲ့မှမရရင်နောက်ဆုံးလက်နဲ့ထုတ်သုံးမယ်နောက်ဆုံးလက်နဲ့ကအမှောင်ထိုက်တယ်ဗါတယ်လေပရိသတ်အမှောင်တိုင်းကြီးဖန်ဆင်းပြီးတော့မြတ်စွာဘုရားအလောင်းတော်ကိုကြောက်အောင်ဆောက်တာလူဟာလာကွယ်နေညတကောင်းရန်အချိန်မိုးတွေကလည်းမှောင်နေတောအုပ်အလဲထဲမှာလူတယောက်တည်းသွားထားရင်လူဟာဘာဖြစ်လဲဘာမှမမြင်ရရင်စိတ်ကချောက်ချမ်းလာမှောင်နေသူ့လည်းမမြင်ကိုယ့်လက်တောင်ကိုပြန်မမြင်ဘူးအဲ့လောက်ထိအမောင်တို့ကြီးကြီးဆိုတဲ့အမောင်တက်ကြီးထဲမှာနေရရင်လူကအလဲကနေကြောက်လာတယ်အဲ့ဒါကြောင့်ဘုရားလောင်းတော်သိတ္တထာကိုလည်းပဲကြောက်လန့်ပြီးတော့သေအောင်ဆိုပြီးတော့ဘာလို့လဲမာနကဘေးသားရေအဲ့ဒါတခါနဲ့လောကဓာတ်တစ်ခုလုံးအမှောင်တိုက်ကြီးဖန်ဆင်းတော့ဘုရားလောင်းတော်ကဲမာနကတော့သူ့လည်းကမမြင်ရတော့ငါလည်းသူမမြင်အောင်သူတော့အမှောင်တိုက်ကြီးဖန်ဆင်းပြီအဲ့တော့ဘာလို့လဲဘုရားလောင်းတော်ကခန္ဓာကိုယ်ထဲကမွေးညင်းလောက်ရှိတဲ့ရောင်ကြီးတော်လေးတစ်ခုလွှတ်လိုက်တယ်တဲ့
အချီကျိုးလောက်ရှိတယ်အချီကျိုးလောက်ရှိတယ်မွေးချင်းပင်လောက်ရှိတယ်ကြောင်ကြီးလေးတစ်ခုဘုရားလောင်းတော်ခန္ဓာကိုယ်တွေကလွတ်ထုတ်လိုက်အဲ့လိုလွတ်လိုက်တော့ပိယတရေမနတဖန်ဆင်းတဲ့အမိုက်တိုက်ကြီးကပြောင်းလို့အလင်းရောက်လာတယ်အဲ့တော့မကျေနပ်တဲ့မနတကကောင်းကင်တစ်ခုလုံးကိုမိကိုတွေထောက်အောင်တခါတည်းဖန်ဆင်းမိုးတိမ်မရှိဘဲနဲ့မိုးချိုးတွေပြည့်မကျေနပ်ဘူးမနဘုရားကိုတော်တော်ကိုမကျေနပ်တာပိယတရေအဲ့ဒါမိုးတိမ်မရှိဘဲနဲ့မိုးချိုးတွေရထောင်မကအောင်ပြည့်အဲ့ဒီလိုလုံးတော်လည်းပဲအလောင်းတော်ကိုတစုံတရာထိခိုက်မှုမရှိဒီတခါတော့သိတ္တထမင်းသားရဲ့ဥကောင်းမြေသို့ပြတ်ကြွေတရားစေမယ်လို့ဆိုပြပြီးတော့နောက်ဆုံးလက်နဲ့ဖြစ်တဲ့ပြေးတိုင်းဆက်လက်နဲ့ကိုလွတ်ပါတယ်ဆက်လက်နဲ့တဲ့ဘာလက်နဲ့တယ်လဲသူတကောနဲ့လှုပ်ထားတဲ့ဆက်လက်နဲ့ကိုလွတ်တယ်တဲ့အဲ့ဒီဆက်လက်နဲ့ရဲ့တကောနည်းနည်းပြောမယ်မနတ်ရဲ့လက်ထဲမှာရှိတဲ့အဲ့ဒီဆက်ရန်တရားလက်နဲ့ကြီးอ่ะမြေကြီးတွေကိုပစ်ချလိုက်လို့ရှိရင်အဲ့ဒီမြေကြီးမှာ12နှစ်ကြာအောင်မြေမျက်မပေါက်တော့ဘူးဘလောက်ပူပြင်းတဲ့လက်နဲ့တုံးဆိုအဲ့ဒီမနတ်ရဲ့ဆက်လက်နဲ့ကြီးကိုမြေကြီးတွေပစ်ချလိုက်12နှစ်တိတိအဲ့ဒီနေရာကွက်ပြီးတော့မျက်မပေါက်တော့ဘူးတဲ့ကောင်းငင်ကိုပြည့်ရင်12နှစ်တိတိမိုးမရွာတော့ဘူးတဲ့မြင်းမို့တောင်ကိုပြည့်ရင်မြင်းမို့တောင်နှစ်ချမ်းကွဲသွားမယ်အဲ့ဒီလောက်အစွမ်းတဲ့လက်နဲ့တင်တဲ့တကားနဲ့ဘုရားကိုဒါနောက်ဆုံးထုတ်သုံးလို့တာပိယတရေအဲ့ဒါလက်နဲ့ပြစ်တော့ကောင်းဝင်ကနေမိုးကြိုးတန်ကြီးတို့ဂျုံနဲ့အတန်ကြီးပေါ်လာပြီးတော့အဲ့ဒီဆက်လက်နဲ့ကြီးရဘုရားလောင်းတော်ရဲ့ခြေရင်းမှာရောက်လာဘုရားနာလဲရောက်လဲရောက်တော့ဘာဖြစ်သွားလဲခြေတုပ်တဲ့ကျိုးတဲ့ဟိုတုန်းကတော့တောတွေမှာခြေတုပ်တဲ့နေရာအဝိဇ္ဇာတွေကိုခြီးပြီးတော့ကျိုးလေးပုံသဏ္ဍာန်ရက်ထားတာအဲ့ဒါခြေတုပ်တဲ့ကျိုးလေးလိုပဲခွေလေးရတာကြလာတယ်နောက်ဆုံးလက်နဲ့တိုက်တော်လဲပဲအလောင်းတော်ဘာမှမဖြစ်တော့မာနကခြေပဲကိုင်းပြီးလက်မကိုင်းပြီးဖြစ်ပြီးတော့ဟဲ့ကောင်လေးဘာလို့ရက်ကြည့်နေကြတာလဲသတ်ပါတော့လားဖြတ်ပါတော့လားနဲ့သူ့ပရိသတ်ကိုညာသံပေးပြီးတော့ပိသတ်တွေသူကိုယ်တိုင်ကလည်းပဲဂိရိမင်္ဂလာဆင်ကြီးဘောကနေမြားကင်ပြီးတော့အပရာဇိတပလင်နာကိုကတ်တယ်မြားကြီးတင်ပြီးတော့ကင်ပြီးတော့ပရာဇိတပလင်နာကသိတ္တထပလင်ဘောကနေအမြတ်ဆင်းတော်လို့ဘုန်းကြီးတို့ဘုရားလောင်းတော်ကိုအတင်းမောင်းချတဲ့အခါကျတော့မာနသားလို့မောင်းချတော့ဘုရားလောင်းတော်ကဟဲ့မာနဒီအပရာဇိတပလင်တော်ဟာတက်ပလင်ဖြစ်တယ်လို့ပြောနေတယ်သင်မှာတတ်တည်ပြเสียပါရှိလဲဒါငါပလင်ဘုရားကချင်းငါပလင်ဘာလို့တက်နေလဲမာနကလည်းဘုရားအတင်းမောင်းချတယ်အလောင်းတော်ကိုဘုရားလောင်းတော်ကလည်းမသေးဘူးလက်နဲ့ကိုမျိုးပြစ်တယ်နောက်ဆုံးမရတော့ဆက်လက်နဲ့ပြစ်တယ်ဘာမှမဖြစ်ဘူးဘုရားလောင်းတော်အဲ့ဒါမကျေနပ်တော့ညာတံပေးပြီးတော့မြားကင်ပြီးတော့ဆေးဆိုပြီးတော့အဲ့ဒါဘုန်းကြီးတို့ဘုရားလောင်းတော်အတင်းမောင်းချတော့မြတ်စွာဘုရားအလောင်းတော်ကပြောတယ်ဟဲ့မာနဒီပလင်ဟာသစ်ပလင်ဖြစ်တယ်လို့သစ်မှာဘာသက်တည်ရှိလဲပြောဆိုတော့မာနကဒီပြည်လူတွေကိုတတ်တည်ပြနေဘာမှအကျိုးမရှိဘူးဟောကြည့်ဟာငါနောက်ကပါလာတဲ့ငါပရိသတ်အဲ့ဒီငါပရိသတ်ငါတတ်တည်ပဲလို့ဆိုပြီးတော့မာနကလျုံဆန်းတန်းပြီးတော့ပြောလိုက်တယ်ဟဲ့ကောင်းလေးဒီပလင်ကဘသူပလင်လဲမာနကသူပရိသတ်သူလည်းမေးတာဟဲ့ကောင်းလေးဒီပလင်ကဘသူပလင်လဲဆိုတဲ့အခါကျတော့နတ်ပရိသတ်တွေကပြောတယ်အဲ့ဒါတို့ဆရာကြီးပလင်ပဲတို့ဆရာကြီးပလင်ပဲဟုတ်တယ်အဲ့ဒါငါတို့ဆရာပလင်ပဲနောက်ကနတ်ဆိုးနတ်ဝါးတွေကတတ်သိခံတယ်ဘာလို့လဲပရိသတ်ရဲ့နတ်ဆိုးနတ်ဝါးတွေကအဲ့ဒီမှာတတ်သိခံတယ်တဲ့မြေပြိုတဲ့အတန်လိုပဲပရိသတ်ရဲ့အဲ့ဒီမှာဆူညံပြီးတော့လာတာဒီတော့မှဘုရားလောင်းတော်ကမာနရဲ့ပရိသတ်ကိုခန္ဓာတော်မူပြီးတော့တော်တော်ကောင်းတဲ့တက်တဲ့မယုံရင်ငါမိမ့်မှမေးကြည့်ပါလားဆိုတာတဲ့သောနေတယ်နင့်ဟာကအဲ့တော့နင့်ပရိသတ်ကနင့်ပြန်ပြီးတော့ထောက်ခံမှာပေါ့ပရိသတ်ကိုလည်းဟန်တားပြီးတော့ဘုရားလောင်းတော်ကသဗ္ဗာရမူလေကိလန္တံပသံတော်တရုဏံသုတံပိတာဝုဒက္ခိတံမာရံမေတ္တယံတော်တရားပရောတဏှာကရုဏာပြင်းပြသွားတဲ့မွေးသဘာခင်ကျေးဇူးရှင်ဟာမိမိရဲ့ခြေမှာကစားနေတဲ့သားငယ်လေးကိုလက်ခြေတို့ဖြင့်ပုတ်ခစေကမူတဲ့ဖောက်ပေါက်ပြန်ပြုလုပ်စေကမူအမျက်ထွက်ရန်ဝေးသွားသားဟုသောခြေချင်းဖြင့်နှစ်သက်ကြည်ပြသွားသားကိုလည်းပြင်းဖန်ပြီးတော့မိမိရင်ခွင်ထက်မှာအိတ်စေသလိုဥပမာလေးပေးတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့စိတ်တော်ကိုလောင်းတော်ရဲ့စိတ်တော်ကိုဒီမှာကိုသားလေးရင်ခွင်ထဲထည့်ထားတယ်သားကအဖေပါရိုက်တယ်အဖေနှာခေါင်းဆွဲတယ်အဖေကိုရင်မောက်ကိုခြေထောက်နဲ့ဆောက်ကန်တယ်ဒီသားကကိုရင်ဝင်ထဲမှာရှိတဲ့သားကအဖေကိုအမျိုးမျိုးသူလှုပ်နေတာ
ဒါပေမဲ့လို့အဲ့ဒီသားကိုစိတ်ဆိုးဖို့ဝေးလို့အဖေကမလေးငါသားလေးမလေးငါသားလေးဖေဖေကိုကန်နေငါသားလေးဖေဖေကိုရိုက်တယ်အဲ့ဒီလိုမေတ္တာကရုဏာကြီးမားသွားဖြင့်သားတို့ရဲ့ချစ်ချင်းမြင့်နှစ်တဲ့ကြည်ပြူသွားသားကိုလည်းပင်ဖက်ပြီးတော့မိမိရင်ွယ်ထက်မှအိတ်သေးသလိုအခုလိုရံညိုးဖွယ်လာတဲ့မာနသားကိုတဲ့ဘုရားလောင်းတော်သည်ဖခင်စိတ်ဓာတ်နဲ့သီးခံတော်မူပြီးတော့စိတ်ထဲမှာလည်းနှလုံးမသားရမ်းဖို့တခုမှမပြုဘဲနဲ့မာနသားကိုမေတ္တာကရုဏာမိုးကိုရွာဖြိုးပြီးတော့မေတ္တာတရားတော်တရားပရောတမ္မာရံထိုမာနသားကြီးကိုမေတ္တာတရားတော်မေတ္တာနိဟုသောကရုဏာမိုးကိုတရားပရောကောင်းစွာမသွေရွာသွန်ဖြိုးတော်မူလိုက်ပါပေသတည်းမေတ္တာစိတ်ဓာတ်ဖြင့်ဘုရားလောင်းတော်ကကြည်တော့အိဇံတော်သာသဗေကမေစင်္ကမာမိဣတောစီတောအိဇံတော်လောကတံတုံမိအတ္တဘာဝေနသာတယိဘုရားကပြန်ပြောတယ်မေတ္တာစိတ်နဲ့ဟဲ့မနာဒီမှာမင်းငါအလိုရှိလို့ရှိရင်လေငါတိတ်တိတ်လေးလှုပ်ချင်မုံညင်းစီအတွင်းမှာငါဈဉ္ညာလျှောက်နိုင်တယ်ငါအလိုရှိတဲ့အခါမှာလောကဓာတ်စัจ java လာတိုင်ကြီးတစ်ခုလုံးဝတော့လေမိမိရဲ့ခန္ဓာကိုယ်ဖြင့်ဖုံးတာနိုင်တယ်အေတေသဗ္ဗေကဟေတဝါစုံနေတုံအစ္စရာယမိအဋ္ဌိဌာမဗလံမရှံပါဏကတောနရုစတိဟမနနင်းတဲ့တကွာနစ်စစ်စီဘိုးပါအလုံးတို့ကိုဖန်ယူပြီးတော့လက်ဖြောက်များပြီးမှုံညှက်ပြုတ်နိုင်တဲ့စွမ်းကားမှရှိတယ်ဓမ္မမာနမင်းသိပြီးတော့ကြီးတယ်မနေနဲ့မင်းပရိသတ်အလုံးကိုငါမှုံညှက်နဲ့ခြေအောင်ခြေလို့ရတယ်သို့တော်လည်းပဲငါသည်အဋ္ဌိဌာမဗလံမရှံငါမှအဲ့ဒီလိုစွမ်းအားတွေရှိတယ်ဒါပေမဲ့လို့ပါဏကတောနရုစတိသူများအသက်ကိုတတ်တဲ့လုပ်ငန်းကိုငါသည်မနစ်သက်ဘူးဘုရားလောင်းတော်ပလင်မောကနေပြီးတော့မာနကိုပြန်ပြောတယ်ဣမတာဂန္တုပ္ပါဒသာအာဝုဒေနမလေနာကေယမရှံဟိတေနပါပေနသံဃာပောပိနရုစတိဒီကောင်မြလောက်ပမာဏရှိတဲ့ဒီမာနကိုငါလက်နဲ့သုံးသဖြင့်တော့၎င်းကိုရင်ငါသုံးသဖြင့်တော့၎င်းဘယ်ကျိုးရှိမလဲလက်နဲ့လည်းမသုံးဘူးခန္ဓာကိုယ်လည်းမသုံးဘူးငါဒီရုပ်မှလောက်သောရုပ်မှသောမာနနဲ့အခုလိုစကားပြောနေရတာတော့မှတော်တော်ကိုလွန်နေပြီအဲ့ဒီတော့ဘုရားရှင်ကိုရောမြတ်အလောင်းတော်သိဒ္ဓတာမင်းသားကပလင်ကမ္မမဘာဝါယကိဉ္မထေညေနသက္ခိနာကမိတာမတ္တယဒါနာသက္ခိဟောတိအယမဟိအမနာငါဒီအပရာဇိတပလင်တော်ကိုလိုလားတောင်းတတော်မူလို့ဘဝများစွာသန္တရာမှာငါမလှူဘူးတဲ့ကုသိုလ်ကောင်းမှုဆိုတာမရှိဘူးမဆောက်ထိုင်ခဲ့ဘူးတဲ့သီလဆိုတာမရှိဘူးမကျင့်သုံးခဲ့ဘူးတဲ့ဒုက္ခရအကျင့်ဆိုတာမရှိဘူးဘဝများစွာလှူဒန်းခဲ့တဲ့အလှူတွေကိုထားလိုက်အောင်ဝိသန္တရာဘဝတစ်ခုတည်းမှာတင်မတိမိဖရာဇာလီခနာစိတ်သားတော်သမီးတော်တို့ကိုလှူခဲ့တဲ့အလှူကြီး9ကြိမ်လုံးမဟာပထဝီမြေကြီး9ခါသတ်သွက်ခါအောင်လှုပ်ဘူးတယ်ဝိသန္တနာဘဝဇတ်တော်အဲ့ဒီမှာဘုရားကပြန်ပြောပြတယ်မဒီလူတော်ကလည်းမြေကြီးလှုပ်တယ်သားတော်ဇာလီခနာစိတ်လူတော်ကလည်းမြေကြီးလှုပ်တယ်ယခုကလောကရအလုံးကိုအောင်နိုင်ဖို့အတွက်ဒီအပရာဇိတပလင်တော်မှာထိုင်တော်မူနေတဲ့သေမနာသားကဆစ်ချီလို့လာတယ်ပြီးတော့ဒီမဟာပထဝီမြေကြီးနင်ဘာဖြစ်လို့မလှုပ်တယ်လဲလို့ဘုရားတော်ပေးသားရင်မြတ်စွာဘုရားရှင်ကိုရောမြတ်မြေကြီးကိုတတ်သိပြုတယ်ဘုရုတတ်သိပြုတယ်မာနကကုဏပရိသတ်ကိုတတ်သိပြုတယ်ဘုရားလောင်းတော်ကမြေကြီးကိုတတ်သိပြုတယ်ဟဲ့မြေကြီးနင်ငါဝိသန္တနာဘဝတော်မှာလှူတော့ကနင်လှုပ်တယ်လေအခုနင်ဘာဖြစ်လို့မလှုပ်သလဲလို့ဘုရားရှင်ကိုရောမြတ်သိတ္တအလောင်းတော်မြေကြီးကိုတတ်သိထားလို့ဓမ္မမာနနေပရိသတ်ကအသက်ရှိတယ်ပရိသတ်ကနေမဲ့ကလိုက်မှာပေါ့ငါတက်တည်ပြမယ်ငါတက်တည်မြေကြီးပဲမြေကြီးဆိုတာအသက်မရှိဘူးစိတ်မရှိဘူးစိတ်မရှိအသက်မရှိတဲ့တတ်မဲ့ဝတ္ထုပစ္စည်းကိုပြတာအဲ့ဒါငါအတွက်တက်တည်ပဲဆိုပြီးတော့ဘုန်းကြီးတို့ဘုရားလောင်းတော်ကမေးသတဲ့လက်ရလက်တော်ကိုသင်္ကန်းတွေကထုတ်တော်မူလို့မဟာပထဝီမြေကြီးကိုညွှန်ပြတော်မူတယ်အဲ့ဒီနေရာလေးဘုန်းကြီးတို့နိဗ္ဗာန်ကုန်သမားတွေပြောတဲ့စကားလေးပြောတယ်ဒါရှင်မရတဲ့လက်ထားဖို့ဌာနီလေးဒါဘောဓိယောဘုရားယူမာလားဓမ္မစကြာဘုရားယူမာလားနိဗ္ဗာန်ကုန်ဆိုင်ရောက်ရင်တို့မေးတယ်ဘုရားပုံလိုချင်လို့ဆိုရင်ဘယ်ဘုရားပုံယူမလဲဘောဓိယောဘုရားတဲ့ဓမ္မစကြာဘုရားတဲ့အဲ့တော့ဘုန်းကြီးတို့ဘုရားလောင်းတော်ကတရားထိုင်နေတာဘယ်လက်ပေါ်ညာလက်တင်ပြီးတော့လက်ဒီလိုထပ်ပြီးတော့ဒီလိုထိုင်နေတာပဲပလင်ပေါ်မှာလိုထိုင်နေတာပဲဓမ္မနာလက်တိုက်တဲ့အချိန်
အဲ့တော့ဘုရားကသက်တည်ပြမဲလို့ဆိုလဲဆိုတော့ဘုရားတိုက်လက်တစ်ဖက်ကိုဒီလိုမြေကြီးကိုလှမ်းပုတ်လိုက်တယ်လက်တစ်ဖက်ကပေါင်းပုံမှာတင်ရဲ့လက်တစ်ဖက်ကဒီမှာချရဲ့အဲ့ဒါဘောဓိပင်အောက်မှာနေတဲ့ပုံကိုအဲ့ဒါသူတို့နိဗ္ဗာန်ဘုံသမားတွေခေါ်တဲ့အဲ့ဒါဘောဓိယောဘုရားတဲ့အဲ့ဒါဘောဓိပင်မှာထိုင်နေတဲ့ပုံအဲ့ဒါဘုရားဘာလို့လက်ကဒီတစ်ဖက်ကပေါင်းပုံတင်ထားလဲလက်တစ်ဖက်ဘာလို့ဒီမှာချထားလဲဆိုတာအဲ့ဒီမှာချထားတာကအဲ့ဒါဟိုမြေကြီးကိုလက်ညှိုးထိုးနေတာအဲ့မြေကြီးနေမသိဘူးလားမာနလာတိုက်နေတယ်နင်ငါဝိသန္တနာဘုရားကနင်လှုပ်တာအခုနင်ဘယ်လိုဖြစ်လို့ငြိမ်နေတယ်လဲဆိုပြီးတော့ပထမထားတော့ကလက်နှစ်ဘက်ကထားရဲ့တရားမှတ်မလို့ထိုင်နေတာအဲ့ဒါမာနလာလို့အဲ့ဒီလက်တစ်ဘက်ကဒီအောက်ကြပြီးတော့ဒီမြေကြီးကိုသာတက်သိထိုးတာအဲ့ဒါဘာဖြစ်လို့ဘုရားလက်တစ်ဘက်ကတင်ထားလဲဘုရားလက်တစ်ဘက်ချထားလဲဆိုတာသူများမေးလို့ရှိရင်အဲ့ဒါဖြေတာအောင်ဖြေနောက်တကဘုရားရှင်ဘမှာလက်ကပြီးတော့လက်လေးတို့လုံးနေတယ်ဘုရားအဲ့ဒါဘာလုပ်တာလဲအဲ့ဒါဓမ္မစကြာဟောတာဒီမှာလက်လေးချောင်းထောင်တာသစ္စာ၄ပါးရှိတယ်လို့လက်ထောင်တဲ့ဘုရားကသစ္စာ၄ပါးဟောတာအဲ့ဒါဓမ္မစကြာမုဒ္ဒရာလို့ခေါ်တယ်တိုင်ထားလိုက်တော့အဲ့တော့ခုနကတော့အခုဒီနောက်ကဘုရားသတင်းသုံးနေတာအဲ့ဒါဘောဓိယောဘုရားခေါ်တယ်လက်တစ်ဖက်ပေါင်းမတင်ထားတယ်လက်တစ်ဖက်အောက်ချထားတယ်အဲ့ဒါမာနကိုဒီမြေကြီးကိုမာနဆက်လာတိုက်လို့တက်တည်ထူတာမရေးတိုက်အဲ့ဒါလက်ရလက်တို့ကိုသင်္ကန်းထဲကထုတ်လို့မဟာပထဝီမြေကြီးကိုညွန်ပြတော်မူလိုက်တယ်အဲ့ဒီချိန်မှာပဲမရေးတိုက်မဟာပထဝီမြေကြီးတတ်သက်ခါအောင်လက်ပတ်ပြီးတော့အသံနေမြည်ဟိမ့်ပြီးတော့လာတယ်တဲ့ဘုရားလောင်းတော်ရဲ့ပြေသားတွေကောက်ငင်ရံကနေပြီးတော့လည်းပဲမိုးကြိုးတန်နေမြည်ဟီးပြီးတော့လာတယ်မြင့်မို့တောင်ကြီးကိုပတ်ရန်နေတဲ့တောင်တွေခုနှစ်ထပ်နဲ့ဟိမွန်တာတောင်ကြီးတွေကလည်းအတန်နေမြည်ဟီးပြီးတော့လာတယ်စက်ကြဝလတတိုင်းလုံးကမီးလောင်နေတဲ့ဝါတော်ကြီးတို့တချောင်းမြောင်းနဲ့အတန်နေမြည်ဟီးပြီးတော့လာတယ်မိုးတိမ်မရှိဘဲနဲ့ကောက်ငင်ကမိုးကြိုးတွေမိကြီးမိုးပမာမိုးသည်မိုးပေါက်တွေတဝါဝါကြာပြီးတော့လာတယ်မနတန်အဲ့ဒီချိန်မှာအာထာရကိုယ်ွယ်ရမရှိတော့ဘဲနဲ့အလွန်ကိုကြောက်လန့်ပြီးတော့ပြေးသားရဲ့စစ်အလံကြီးကိုလှဲလို့လက်နဲ့တထောင်ကိုစွန့်ဂိရိမေကလာရှင်ကြီးကိုလည်းလှဲ့မကြည့်တော့ဘဲနဲ့ခြေဦးနဲ့ဒုတဲ့ရမာနပြေးတယ်တဲ့မာနလည်းပြေးတယ်ပြီးတော့နောက်ကနေပတ်လာတဲ့နတ်ဆိုးနဝါရီဖယိုဖယပြိုကွဲပြီးတော့လေတိုက်လို့လွင့်စင်းထွက်သွားတဲ့ပြာမုံနေလို့ပြေးသတ်တယ်ပြင်းရင်လွှားရင်လည်းပဲဟောရောက်သွားလဲဝသဝတိနတ်ပြည်ကိုပြန်တက်သွားတယ်မဟာသက္ကိတရား၃ခုကဆုံလားပြည်နဲ့ညနေနေမဝေးမီချိန်မှာဒေဝပုတ္တလို့ခေါ်တဲ့မာနသားကိုဘုရားလောင်းသည်အောင်မြင်တော်မူတယ်မာနလာတော့ကကြောက်ပြီးတော့ထွက်ပြေးသွားတယ်တရားတွေမြမာတွေနဂါတွေကာလနဂါမင်းကြီးဟိုမှာအိတ်နေတယ်ဟောမှာတရားမင်းမြမာမင်းတွေကကြည်နေတဲ့ခလန်းလန်းကနေပြီးတော့ဘယ်သူနိုင်မလဲဒီပွဲကြီးဟာဘုရားလောင်းတော်ပဲနိုင်မလားမာနပဲနိုင်မလားနဲ့အဲ့ဒါခလန်းလန်းကနေသူတို့ကပွဲကြီးပြေးတာအနေနဲ့ကြည်နေတာအခုဘုရားလောင်းတော်ရဲ့သစ္စာစွမ်းအင်ကြောင့်မဟာပထဝီမြေကြီးသတ်သွက်ခါပြီးတော့မန္တကြီးကြောက်လန့်လို့ပြေးတဲ့အခါကျတော့နတ်တွေတရားတွေကဇယောဟိဗုဒ္ဓကံတိရိမတောအယံမာရသသပါပိမတောပရာဇယောဩဃောသယောဘောဓိမန္တေပမောဒိတာဇယံတရာနာဂကနာမေတိသောအယံတမရှိကဲမှန်းပြီးတဲ့သက်ရှိကဲ့သွင်ဤမြေပြင်နဲ့ကောင်းငယ်ရိုင်ကျူဤအောင်မြင်မှုထိုးကြည့်သည်ကတိရိမတောအရှင်ကိုရောမြတ်ကြီးဤသာလျံဇယောလူမင်းနာမင်းမြမမင်းတို့ကောင်းတင်ချိန်ញံအောင်ဝဲတော်ခိုင်ယူခြင်းပေသည်ပါမိမတော်ရုပ်မှညဉ့်ညံပညာကံ၍အန္တစေစေဧကံဖြစ်သောမာရသဇာဘောဓိမကိုက်ပလင်မြိုက်ကိုသိမ့်ပိုက်ယူမည်စစ်ကြီးချီ၍စစ်တီငြိမ်ညောင်းမြေပြင်ဆောင်များချိန်မောင်းတိုက်ခိုင်လာသောမနသာဤကပရာဇေယောဘုံရှိန်ကိုကြောက်တက်ကိုခောက်၍နောက်သို့ပြန်ကြုံရန်စမြုပ်ကိုမတုံနိုင်ပဲဘုံမုံလဲ၍ရှင်ပွဲရှုံးနေခြင်းပါပေသည်ဒီသတ္တေအဲ့ဒါနတ်တွေနဂါတွေတရားတွေမြမာတွေအကုန်လုံးဆူလာပြီးတော့ဇယောဟိဗုဒ္ဓသံတိရိမတောအယံမာရသသပါပိမတောပရာဇယောဩဃောသယုံဘောဓိမန္တေပမောဒိတဇယံတရာနာဂကနာမဟိတိနောလို့အဲ့ဒါနတ်တွေမြမာတွေခါရကောင်းချီကျွေးကြော်ပေးတယ်တဲ့အဲ့ဒါဘုရားမဖြစ်သေးဘူးဘုရားမဖြစ်သေးဘူးနေမဝင်မီမှာဒေဝဗုဒ္ဓလို့ခေါ်တဲ့မာနသားကိုအောင်းတယ်။ကဲအဲ့တော့ဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့ဒီနေ့အဲ့ဒါမာနအောင်ခံဒီမှာရင်ပြီးပြီအဲ့တော့မာနမင်းကြီးကိုအောင်းတော်မူတဲ့မြတ်စွာဘုရားရှင်ကိုတော်မြတ်ရဲ့ဂုဏ်ကျေးဇူးတွေအာယုံပြီးလို့ဘုရားတပည့်တော်တို့လည်းပဲစိတ်ထဲမှာကြံစည်နေတဲ့အကြံစီတွေလောက်ကိုင်းဆောင်ရွက်နေတဲ့
လောက်ကိုင်းဆောင်ရွက်နေတဲ့ဆောင်ရွက်မှုလုပ်ငန်းတွေအောင်မြင်ကြပါစေလို့အဲ့ဒီလိုစိတ်ထဲမှာအာယုံပြုကိုင်းဆိုလိုက်ပါ6ဘုံပိုင်မင်းမမင်းတွေဝါတထောင်လက်ယုံသူဘုံတေသာနတ်စီတီပေါင်းထောင်ဆောင်ဖြာဖြာပလင်တွဲစစ်ဘက်ပြိုင်လူလား6ဘုံပိုင်မင်းမမင်းတေဝါတထောင်လက်ယုံသူဘုံတေသာနတ်စီတီပေါင်းထောင်ဆောင်ဖြာဖြာပလင်တွဲစစ်ပဲပြိုင်လူလားထိုသောကာလဗုဒ္ဓမြတ်စွာမာနတအာစကားချိုသာဘဝဘဝဒါနဖြာဖြာပလင်တွဲရွှင်လျက်ငါပြုလာထိုသောကာလဗုဒ္ဓမြတ်စွာမာနတအာစကားချိုသာဘဝဘဝဒါနဖြာဖြာပလင်တွဲရွှင်လျက်ငါပြုလာထိုသို့ဖယားမြတ်ကြသောအခါရေမြေလေးလုံးချိတ်အောင်လာရာကြောက်လန့်မှန်ယုံနောက်ဆုံးပြေးခွာအခေါင်နေအောင်ခြင်းမင်္ဂလာထိုသို့ဗုဒ္ဓနှုတ်ဟာသောအခါရေမြေလေးလုံးချိတ်အောင်ခြင်းညာကြောက်လန့်မှန်ယုံနောက်ဆုံးပြေးခွာအခေါင်နေအောင်ခြင်းမင်္ဂလာမာရံပရမေတ္တကိအသေးရှင်ကိုရွှေပလင်ကတွန်းချမယ်ဟဲ့လို့အစွမ်းပြကလက်ယုံတစ်ထောင်နဲ့အသက်ဆုံးအောင်ပြစ်ခတ်ဖို့စစ်တပ်ကိုချီတဝီဝီလက်နဲ့စံတို့ဖြင့်တတက်တဲ့နဲ့တပွဲဝဲကြံပြစ်ခတ်လျက်စစ်သားရဲ့ထိန်သည်မာနကောင်ဆိုတဲ့နတ်စစ်ဘိုလ်ချုပ်ကြီးကိုဇိနောဇယံဟောဘဝဘဝကအခါကပင်ပါလာရပါတယ်ဒါနပါရမီဒီဟုသောတရားဓမ္မဖြင့်ဖယားကနိုင်ပြီဖယားကပိုင်ပြီဩတို့ဘုရားကပင်အောင်မြင်တော်မူခဲ့ပါပေတည်း